စိတ်အညစ်အကြေးများအပိုင်း3တရားဒေသနာတော်ဝဋ္ဌတုတ်ကိုမြတ်စွာဘုရားစိတ်ရဲ့အညစ်အကြေးတွေရှုစွာဖော်ထုတ်ပြီးတော့စိတ်ရဲ့အညစ်အကြေးကင်းမှုအတွက်အညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့ဟောကြားခဲ့တာဖြစ်တယ်ဒီကျင့်စဉ်ဟာမြတ်စွာဘုရားရဲ့လမ်းညွှန်မှုပြုတဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ်မြောက်တယ်စိတ်ရဲ့အညစ်အကြေးတွေဖယ်ရှားနိုင်မှကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်လို့အဲ့တော့ဖယ်ရှားမယ်ဒီသုတ္တံမှာတော့ဘာနဲ့ဖယ်ရှားမယ်ဆိုတာကိုတော့တိတိကျကျဟောပြီးတော့မထားဘူးမြတ်စွာဘုရား။ဘာကြောင့်ဒီမှာတိတိကျကျမဟောတာတုံးဆိုမြတ်စွာဘုရားရဲ့တပိဿဝကတွေအနေနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘယ်လိုဖယ်ရမယ်ဆိုတာသိရှိနားလည်ပြီးဖြစ်လို့လည်းဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုဒီမှာပထမမြတ်စွာဘုရားဟောလိုက်တယ်စိတ်တွေတန်ကိလေထေဒုက္ခတိပါတိပိခင်ခာစိတ်တွေညှဉ်းနှွမ်းမယ်ဆိုရင်မကောင်းတဲ့အလားလားပဲမျောလင်းရမယ်စိတ်တွေအတန်ကိလေထေဒုက္ခတိပါတိခင်ခာစိတ်ဟာညစ်ညူးမှုညစ်ပေမှုမရှိဘူးဆိုရင်ကောင်းတဲ့အလားလားကိုမျောလင်းနိုင်တယ်လို့ဒီစကားစပြီးတော့ဟောလာတယ်ဟောပြီးတဲ့ဒုတိယအချက်ကြတော့စိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲဆိုပြီး16မျိုးမြတ်စွာဘုရားဟောသွားတယ်စိတ်ရဲ့အညစ်အကြေး16မျိုးလူတွေမှာများသောအားဖြင့်ဖြစ်လိဖြစ်ထရှိတဲ့ဒီ16မျိုးမြတ်စွာဘုရားရှင်းလင်းဟောကြားတာဖြစ်အဲ့ဒါဟောပြီးတဲ့နောက်မှာတော့ဒီစိတ်ရဲ့အညစ်အကြေးကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်သိပြီးရင်ဖယ်ရမယ်နောက်ဆုံးဖယ်ပြီးဖြစ်ရမယ်လို့ပစဟတိပဟိနောဟောတိလို့ဒီလိုလေးပဲမြတ်စွာဘုရားကတမန်လေးပဲဟောထားတယ်စိတ်ရဲ့အညစ်အကြေးကိုအညစ်ညမ်းမှအညစ်အကြေးဆိုတာသိရမယ်ဒါပါနဲ့သိပါတော့ဆိုရင်စိတ်ဓာတ်နုပဒနာနဲ့တတိနဲ့ပညာနဲ့ဝိရိယနဲ့ပေါင်းစပ်မှသိနိုင်တာဟုတ်အဲ့တတိပဋ္ဌာန်တရားတော်ထဲမှာစိတ်ဓာတ်နုပဒနာဆိုတာကိုယ်စိတ်ဟာရာဂနဲ့တွဲနေသလားဒေါသနဲ့တွဲနေသလားမောဟနဲ့တွဲနေသလားဆိုတာဆင်ញင်သုံးသပ်ရမယ်အနုပဒနာဆိုတာအချိန်ချင်းထပ်ထပ်ဆင်ញင်သုံးသပ်တာ contemplation လို့ခေါ်တယ်အဲ့တော့ကိုယ်စိတ်ကို contemplate လုပ်ဖို့လိုတယ်ပေါ့အဲ့တော့စိတ်ကိုတတိနဲ့ပညာနဲ့စောင့်ကြည့်ရမယ်ကိုယ်စိတ်ကိုဆင်ញင်သုံးသပ်ပြီးစောင့်ကြည့်ရမယ်စောင့်ကြည့်တဲ့အခါမှာအဖြေထုတ်လို့ရငါစိတ်မှာလောဘတွေမကြာခဏဖြစ်တယ်ဒေါသတွေဖြစ်တယ်အလုံးကတော့ဖြစ်နေတာမဟုတ်ဘူးနော်လောဘဆိုတာလည်းအမြဲဖြစ်နေတာမဟုတ်ဘူးဒေါသဆိုတာလည်းအမြဲဖြစ်နေတာမဟုတ်ဘူးမာနတို့အိတ်တို့မစ္စရိယတို့ဆိုတာလည်းအမြဲဖြစ်တာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လာတဲ့အခါမှာဖြစ်လာတတ်တာဖြစ်တဲ့အခါမှာကိုသုံးသပ်ရမှာပါတော့ဆိုဖြစ်လာတဲ့အကျိန်များသလားနော်ဖြစ်လာတဲ့အခါရောပြင်းထန်မှုရှိသလားအကျိန်များသလားအရှိန်ကပြင်းထန်သလားဒီနှစ်ခုမှစဉ်းစားမှာအဲ့တော့ကိုယ်တဏ္ဍာမှာလောဘရှိတာရှိမှမသိဘူးဒေါသဖြစ်တာဖြစ်မှမသိဘူးမောဟဖြစ်တာဖြစ်မှမသိဘူးစိတ်ရဲ့အညစ်အကြေးတွေကိုယ်တဏ္ဍာမှာရှိနေတာကိုရှိမှမသိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာသိတောင်မှမသိတော့ဘယ်လိုလုပ်ပြီးတော့ကြိုးစားမှာဘယ်လိုလုပ်ပြီးဖယ်ရှားဖို့ဆိုတာဖြစ်နိုင်မှာတော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်တတ္တဥပကိလေသောတိဣတိဝိဒိတဝါစိတ်တတ္တဥပကိလေတံပစဟတိတဲ့လောဘဟာစိတ်ရဲ့ဝိသမလောဘသို့မဟုတ်အဘိဓါဟာစိတ်ရဲ့အညစ်အကြေးပဲလို့သိပါတဲ့သိပြီးတဲ့အခါမှာပယ်ပါဒီလိုပြောတာ
တော့သိလိုက်တာနဲ့ပဲတချို့ကနောက်ဆုတ်သွားတယ်လေမသိပဲနေပဲနဲ့သိတာပညာပဲလောဘဖြစ်တာကိုဖြစ်တယ်လို့သိလိုက်တာပညာပဲအဲ့ဒါနဲ့တည်းပဲလောဘနောက်ဆုတ်သွားတယ်ဘာကြောင့်လို့ဆိုရင်သိချင်းကြောင့်လောဘကမဖြစ်ဘူးလောဘဖြစ်တာဘာကြောင့်ဖြစ်တာတော့ဆိုအိဋ္ဌယုံပေါ်မှာအတွေးလွဲမှားခြင်းကြောင့်ဖြစ်တာလူချင်းစရာအာယုန်နဲ့တွေ့ရင်လောဘဖြစ်တယ်တွေ့တိုင်းဖြစ်သလားဆိုမဖြစ်ဘူးလူချင်းစရာအာယုန်နဲ့လည်းတွေ့တယ်အတွေးကလည်းလောဘနဲ့တွေးမိတယ်ဆိုရင်ဖြစ်လာတယ်ဒီလိုဆိုလိုတယ်နော်ဒေါသကြတော့အနိဋ္ဌယုံနဲ့တွေ့တယ်အနိဋ္ဌယုံဆိုကိုမကြိုက်တာကိုပြောတာကိုမကြိုက်တဲ့ဟာနဲ့တွေ့လာတွေ့တိုင်းဖြစ်သလားလို့ဆိုအဲ့လိုလည်းမဖြစ်ဘူးတွေ့ပြီးတဲ့အခါမှာဒီမသိမတင်နှလုံးသွင်းလိုက်တာပေါ့မသိမတင်နှလုံးသွင်းလိုက်တဲ့ဆိုတာအသိဉာဏ်ကင်းမဲ့သွားတာဆိုလို့တယ်မမှန်မကန်တွေးလိုက်တဲ့အခါမှာဒေါသဖြစ်လာတာလေငါကိုစော်ကားတာပဲလို့တွေးလိုက်ရင်လေဒေါသဖြစ်တာငါဆဲတာပဲလို့သိလိုက်ရင်လေဒေါသဖြစ်တာတော့အဲ့လိုသူကအကြောင်းကြောင့်ဖြစ်လာတာဘာကြောင့်ဖြစ်တယ်ဆိုတာကိုသိရမယ်အဲ့တော့မြတ်စွာဘုရားကအတူလေးတင်ဟောတာဝိဒိတ်တဝါသိရှိရအဲ့တော့သိရှိဖို့အတွက်ဘာလိုအပ်တုံးဆိုရင်တတိယသမာဓိယပညာယဒီသုံးခုလိုအပ်တယ်ဝိရိယယပေါ့လေဒီသဘာဝတရားတစ်ခုကိုသိဖို့ဆိုတာကြတော့နော်မဟာသတိပဋ္ဌာန်သုံးပါညွှန်ကြားထားတဲ့အတိုင်းပဲအာတာပိသိအောင်ကြိုးစားမှုရှိရမယ်သမ္ပဇာနောဆင်ញင်ရမယ်ပညာရှိရမယ်တတိမှာတတိရှိရမယ်အဓိကကတော့ဒီသုံးခုပါဝိရိယရဲ့တတိရဲ့ပညာရဲ့ဒီသုံးခုပေါင်းစပ်လိုက်မယ်ဆိုလို့ရှိရင်တော့ခုနကိုယ်တဏ္ဍမှာလောဘဖြစ်ရင်လည်းဖြစ်တယ်လို့သိလိုက်တယ်ဒေါသဖြစ်ရင်လည်းဖြစ်တယ်လို့သိရမယ်အဲ့ဒီသိတာဟာသူ့ကိုတားဆင်းခြင်းသိတယ်ဆိုတာဘာနဲ့သိတာတော့ဆိုရင်ခုနတတိနဲ့ပညာနဲ့တတိကယူပေးလို့ပညာကသိတာလေတတိဘာပဲနဲ့သိတာမဟုတ်ဘူးအဲ့ဒါလေးကိုကွဲပြားခြားနာအောင်ဘယ်လိုမှတ်မလဲတတိကဒေါသကိုယူဆောင်ပေးလိုက်တယ်စိတ်နဲ့ပေါင်းစုံပေးလိုက်တယ်အေးဒေါသဖြစ်နေပြီဆိုတာတတိက information ပေးတာတတိကသတင်းပေးလိုက်တာပေးလိုက်တဲ့အခါကျတော့ပညာကသိလိုက်တာတတိကသတင်းမပေးရင်ပညာကမသိဘူးသဘာဝတရားတွေဟာပေါင်းစပ်ပြီးတော့လုပ်တာအဲ့ဒါလို့တတိလည်းသတင်းပေးတာတို့ပညာကသိတာတို့ဆိုတာစ조사မှုတစ်ခုပဲအဲ့ဒါကြောင့်မို့ဝိရိယဆိုတာလည်းပါတယ်လို့သူတို့ဆိုလို့ပေါ့နော်ကြည့်လိုက်ပဲဆိုလို့ရှိရင်တော့မဂ္ဂင်၈ပါးတွေကထည့်ပြောမယ်ဆိုလို့ရှိရင်သမသင်္ကပ္ပဆိုတဲ့မဂ္ဂနဲ့အတွေ့လည်းပါတယ်သမဝါယာမဆိုကြိုးစားမှုလည်းပါတယ်သမတတိဆိုတဲ့တတိရှိမှုလည်းပါတယ်သမသမာဓိလို့ဆိုတဲ့အခိုက်အတန့်စိတ်တည်ငြိမ်မှုလည်းပါတယ်အဲ့ဒါတွေပါမှသမဒိဋ္ဌိဆိုမှန်ကန်စွာမြင်တာဖြစ်တယ်ကမ္မထာအထုတ်တယ်ဆိုတာအဲ့ဒီ၅ခုနဲ့လှုပ်လို့တာပဲတခြားဘာမှမပါဘူးအဲ့ဒီ၅ခုနဲ့လှုပ်တာအဓိကကိုပြောတာအဓိကသူတို့၅ခုရဲ့ဆောင်ရွက်မှုပဲနော်မဂ္ဂင်၈ပါးကအလုံးနေတာဘယ်သူတွေတုံးဆိုရင်သမသင်္ကပ္ပသမဝါယာမသမတတိသမသမာဓိနောက်ပြီးတော့သမဒိဋ္ဌိအဲ့ဒီ၅ခုဟာတပြိုင်နဲ့ပေါင်းစပ်ပြီးတော့လုပ်ပေါင်းစပ်လုပ်နေတယ်ဆိုတာဘယ်ဒီတရားထုတ်မှမဟုတ်ဘူးတခြားနေရာလဲပေါင်းစပ်တာပဲစာဖတ်တဲ့ဆိုဆိုစာဖတ်လို့ရှိရင်အကုန်လုံးပြောရမယ်ဆိုရင်စာအုပ်ရယ်နော်စာအုပ်ဖွင့်ပေးတဲ့လက်ရယ်မျက်လုံးရယ်စိတ်ရယ်အသိဉာဏ်ရယ်ပေါင်းစပ်ထားတာပဲအဲပေါင်းစပ်မှဒါတစ်ခုဖြစ်တာလေမျက်လုံးတစ်ခုတည်းနဲ့လည်းမဖြစ်ဘူးနော်လက်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်တစ်ခုတည်းနဲ့လည်းမဖြစ်ဘူးစာအုပ်လေးရှိရမယ်လက်ကလည်းဖွင့်ပေးရမယ်နော်လက်ကလည်းဖွင့်ပေးရမယ်မျက်စိကလည်းကြည့်ရမယ်ဒါအကြမ်းမြင့်ပြောတာအလုံးကပေါင်းစပ်တာပေါင်းစပ်ပြီးတော့လုပ်ရတယ်ပေါင်းစပ်ထားပြီမဲ့လို့
အလုံးကအလုတ်ကိုတူတူလှုပ်တာဖြစ်တော့ကြောင့်တစ်ခုတည်းကဲ့သို့အဲ့ဒါ unity လို့ခေါ်တယ်တစ်ခုတည်းကဲ့သို့လှုပ်တာတော့အများကြီးကောင်းမောင်းနေတယ်ဆိုရင်လည်းပဲတစ်ခုတည်းကဲ့သို့ဖြစ်တာပဲလေစဉ်းစားကြည့်ပေါ့ဘယ်သူတွေပေါင်းနေတာတော့ဆိုဒရိုင်ဘာရဲ့ကားဘော်ဒီတွေရဲ့ကားဘေးရဲ့ဓာတ်ဆီရဲ့နော်အင်ဂျင်ရဲ့အလုံးပေါင်းတာလေတခုမပါလို့ရှိရင်မရဘူးဝါယာကြိုးလေးတစ်ချောင်းကစားပြီးတော့လက်သွားလို့မရဘူးလေအဲ့တော့အလုံးပေါင်းလိုက်မှကားသွားလို့ရတယ်အဲ့ဒါလိုလူရဲ့စိတ်မှလည်းပဲအလုံးပေါင်းပြီးလှုပ်လှုပ်တာအဲ့သဘောတရားကိုအရာရာမှာဆင်ញင်သုံးသပ်ကြည့်ဖို့လိုတယ်ပေါ့တော့ကမ္မထာအထုတ်တဲ့စာအဓိကနဲ့အဓိကမဟုတ်တာပြောကြတာဥပမာပန်းလေးတစ်ဝင်းကိုချိတယ်ဆိုမျက်စိကအဓိကပဲမျက်စိပဲပါကြည့်လို့မရတို့တော့မျက်စိတစ်ခုတည်းလားလို့ဆိုမဟုတ်ဘူးပန်းဝင်လည်းရှိရမယ်အာယုံစူးစိုက်မှုလည်းရှိရမယ်တတိထားမှုကလည်းရှိရမယ်အဲ့ဒါမမြင်တာတော့ဆိုမမြင်ဘူးအလင်းရောင်လည်းရှိရမယ်ကြားထဲမှာအဲ့လိုအကြောင်းတွေအများကြီးပေါင်းတာအဲ့ဒါတွေကိုဒီမှာလဲစိတ်ရဲ့အညစ်အကြေးဖြစ်တဲ့လောဘကိုစိတ်ရဲ့အညစ်အကြေးလို့သိရမယ်။ဘာနဲ့သိတာတော့ဆိုရင်သိတာတော့ဉာဏ်နဲ့သိတာ။ဒါဖြင့်ဉာဏ်တစ်ခုတည်းကသိလို့ရလား။ဉာဏ်ကတော့သိတာဟုတ်တယ်သူကိစ္စသိတာ။သူသိအောင်ဘသူတွေကပံ့ပိုးပေးရတော့ဉာဏ်ကသိအောင်ဘသူတွေကပံ့ပိုးပေးရတတိကပံ့ပိုးပေးရတယ်သမာဓိကပံ့ပိုးပေးရတယ်လုံလဝိရိယပံ့ပိုးပေးရတယ်သမ္မာသင်္ကပ္ပဆိုတဲ့တွေးတောမှုကပံ့ပိုးပေးရတယ်အဲ့ဒီပံ့ပိုးပေးမှတတိပညာကသိတာဥပမာထေရှားအောင်ပြောမယ်ဆိုရင်နော်လူတယောက်လမ်းလျှောက်တယ်ဆိုတဲ့နေရာအဓိကသူတို့ဆိုခြေတော့ပဲဒါပေမဲ့ခြေတော့လေးရှိုံနဲ့လမ်းလျှောက်လို့ရလားလို့ဆိုမဟုတ်ဘူးမျက်စိကကြည့်ပေးရတယ်ကြံတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကဖြောင်းဖြောင်းမမသွားနေအောင်ထိမ့်ပေးရတယ်နော်ခြေတော့ကမြောက်မှုချမှုလုပ်ပေးရတယ်အားလုံးကဝိုင်းလုပ်ကြတာတခုတည်းမဟုတ်ဝိုင်းလုပ်တာဝိုင်းလုပ်တဲ့အခါမှာဖြောင်းမတဲ့လမ်းခရီးကိုရှောက်လှမ်းနိုင်တာဖြစ်တယ်ဘယ်ရာပဲဖြစ်ဖြစ်ပေါင်းစပ်ပြီးလုပ်တယ်ဆိုတာသတိထားဖို့ပေါ့အဲ့တော့မြတ်စွာဘုရားကဒီမှာလောဘအဘိဇ္ဇာဝိသမလောဘပြပါရဆိုတဲ့ဒီတရားဟာစိတ်ရဲ့အညစ်အကြေးလို့သိပါသိပြီးတဲ့အခါမှာအဲ့ဒါကိုဖယ်ရှားဖို့ကြိုးစားပါဖယ်ရှားပါလို့သူတို့ဟောတယ်ဘာနဲ့ဖယ်ရှားပါလို့တော့မဟောဘူးဒီမှာအဲ့တော့အထက်ကရာဆရာကဖြစ်ဆွဲပေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားဆိုလိုတာကတဲ့ဘာနဲ့ဖယ်ရှားမလဲလို့ဆိုလို့ရှိရင်အနာဂါမိမဲ့နဲ့ဖယ်ရှားပါလို့သူတို့ဆိုလိုတယ်ပေါ့အနာဂါမိမဲ့နဲ့ဖယ်ရှားရင်ဒါပြင်သောတပတိမဲ့နဲ့မဖယ်ရဘူးလားဆိုမဟုတ်ဘူးဒိဋ္ဌိဝိသိကိစ္စသောတပတိမဲ့နဲ့ဖယ်တာပဲနော်အနာဂံဆင့်ကိုပြောလိုက်တာပေါ့အနာဂံဆင့်ဖယ်ရှားမှုကိုဆိုလိုတယ်လို့ဒါကတော့ဒီစိတ်ရဲ့အညစ်အကြေးတွေအလုံးဟာအရဟတမေကျမှာကုန်တာပါမနေ့ကပြောခဲ့တဲ့အတိုင်းပဲသောတပတိမေနဲ့ဖယ်ရှားတဲ့စိတ်ရဲ့ညစ်ကြေးကမက္ခတဲ့ပလတာတဲ့အိတ်သားတဲ့မစ္စရိယမာယတာထေယဒီ6ခုဒီ6ခုကသောတပတိမေနဲ့ဖယ်ရှားတာအနာဂါမိနဲ့ဖယ်ရှားတာကပြပါရရဲ့ကောဓာရဲ့ဥပနာဟရဲ့ပမာဒရဲ့ဒီ4ခုဖယ်ရှားမှာအဲ့တော့သောတပတိမေဖယ်ရှားတာရဲ့အနာဂါမိနဲ့ဖယ်ရှားတာရဲ့6ခုနဲ့4ခုဆို10ခုပဲဖယ်ရှားသေးတယ်အရဟတမေနဲ့ကြတော့မှကျန်တာတွေကအဘိဇ္ဇဝိသမလောဘဓမ္မသာရမမာနအတိမာနမဒ္ဒအဲ့ဒါတွေကြတော့ဒီ6ခုကြတော့ယဟန္တာအရဟတမေနဲ့မှဖယ်ရှားတာအဲ့တော့မြတ်စွာဘုရားဆိုလိုတာလေဒီနောက်ဆက်လာတာနဲ့ကြည့်ပြီးတော့ထက္ကရာဆရာကအနာဂါမိလို့မဲ့လို့ပြောတာအကုန်မဟုတ်သေးဘူးဘာလို့လဲဆိုနောက်ထပ်အရဟတမေရဖို့ကိုမြတ်စွာဘုရားဆက်ဟောမှဆိုလို့အခြေခံအဆင့်ဖယ်ရှားတာဟာအနာဂါနဲ့ဖယ်ရှားတယ်ဆိုတဲ့အဆင့်ထီအောင်ဖွင့်ပြတာဒါဖြစ်တယ်ပေါ့ဒါသူ့အကြောင်းနဲ့သူဖွင့်ပြတာမြတ်စွာဘုရားဟောတာတော့ဒီနေရာမှာ
သိပြီးတော့ဖယ်ရှားတယ်ဆိုတာဘာနဲ့ဖယ်ရှားမလို့ဆိုရင်ပြောရမယ်ဆိုရင်တမာရီနဲ့ဖယ်ရှားမယ်ပညာနဲ့ဖယ်ရှားမယ်ဒီလိုပဲအကျဉ်းအပြည့်ပြောရမှာသီလတမာရီပညာနဲ့ပဲဖယ်ရှားမယ်လို့ပြောရမှာအဲ့လိုဖယ်ရှားလိုက်လို့စိတ်ရဲ့အညစ်အကြေးတွေဟာစိတ်မှာရှိတဲ့အညစ်အကြေးတွေဟာလျော့ပါသွားတယ်သို့မဟုတ်ဒီသောတပန်ဖြစ်လိုက်တာနဲ့အညစ်အကြေး6ခုလျော့ပါသွားတယ်အနာဂံဖြစ်လိုက်တာနဲ့နောက်ထပ်4ခုလျော့ပါသွား10ခုလျော့ပါသွားတယ်ဒီလိုဆိုလို့ရပေါ့အဲ့ဒီအပိုင်းထိအောင်မနေ့ကရှင်းပြပြီးပြီပေါ့အဲ့လိုဖယ်ရှားလိုက်တဲ့အခါမှာဘာတွေဖြစ်လာတော့မြတ်စွာဘုရားဆက်ဟောတာကိလေသာဖယ်ရှားမှုကစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားမှုကိုတမန်ဟောကြားပြီးတဲ့နောက်မှာကိလေသာဖယ်ရှားလိုက်ပြီဆိုလို့ရှိရင်အညစ်အကြေးကင်းသွားတယ်အညစ်အကြေးကင်းသွားတယ်ဆိုစိတ်ကကြည်လင်လာတယ်ဆိုတော့မှန်မောမှာအညစ်အကြေးတွေမှုံမွားတွေဖုံးနေမဲ့ဆိုလို့ရှိရင်မကြည်လင်ဘူးအဲ့ဒါရှင်းထုတ်လိုက်တဲ့အခါကျတော့မှန်ပြင်ဟာကြည်လင်လာတယ်အဲ့ကြည်လင်လာတယ်လို့စိတ်ထဲကအညစ်အကြေးတွေကိုရှင်းထုတ်လိုက်တဲ့အခါမှာစိတ်ဟာကြည်လင်လာတယ်အဲ့ဒီစိတ်ကြည်လင်မှုအတွက်အထောက်အကူလောက်ထီအောင်ဖြစ်လာတော့ဆိုစိတ်ကြည်လင်နေဆိုတဲ့တရားတရားနဲ့အသိဉာဏ်တရားဖြစ်လာတယ်တရားဖြစ်လာတော့ကြည်လင်မှု3ရပ်ကိုမြတ်စွာဘုရားကဆက်ဟောတယ်ဗုဒ္ဓေအဝိစ္စပတနေနသမန္တာကတောဟောတိအဲ့လိုစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်လိုက်တာနဲ့မြတ်စွာဘုရားရဲ့ခုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ခုံပေါ်မှာဒီခိုင်မြဲတဲ့တရားတရားအသိဉာဏ်နဲ့သိပြီးတော့ခိုင်မြဲတဲ့တရားတရားပေါ်လာတယ်တရားကိုဥဒိပြောတာအဝိစ္စပတာဒဆိုတာဘုရားရဲ့ဂုဏ်ပေါ်မှာလုံးဝတန်တရားမရှိဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်ပေါ်မှာစိတ်ဟာကြည်လင်ပြီးတော့လာတယ်စိတ်ကြည်လင်နေဆိုတဲ့သဘောတရားဟာလောဘလည်းဖြစ်မလာဘူးဒေါသလည်းမဖြစ်မလာဘူးနော်စိတ်ကြည်နေတဲ့ဆိုတဲ့အချိန်လေးမှာလူဟာကောင်းတာလုပ်ဖို့ပဲစဉ်းစားတာစိတ်မကြည်ရင်ကောင်းတာလုပ်ဖို့မစဉ်းစားဘူးနော်လောဘဒေါသတွေကြောင့်ညှဉ်းနှွမ်းနေတဲ့စိတ်ဟာကောင်းတဲ့ဘက်ကိုဘယ်တော့မှမစဉ်းစားဘူးစိတ်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်ကဒါနလုပ်အောင်ပဲဘုရားရှိခိုးအောင်ပဲဘုရားပန်းလှူအောင်ပဲဥပုသ်ဆောင်အောင်ပဲဆိုတဲ့အတွေ့အကြုံစိတ်ကြည်နေမှာပေါ်တာအဲ့ဒါတရားရဲ့စွမ်းအားကကိလေသာဆိုတဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်တာဘုရားကုံကိုအာရုံပြုပြီးတော့စိတ်ဟာကြည်နူးနေတယ်ဘုရားကုံဆိုတာအလုံးသိတဲ့အတိုင်းဣတိပိသောမှာပါတဲ့အရဟံသမ္မာသမ္ဗုဒ္ဓစာတဲ့ခုံနေပဲအဲ့ဒီခုံနေရဲ့အနှစ်သာရတွေအဲ့ဒီခုံနေရဲ့တကယ်ပုံရိပ်တွေကိုစိတ်ထဲမှာကြည်နူးဝမ်းသာစွာရှုမှတ်ပြီးတော့တရားစိတ်တွေတပွားပွားဖြစ်တယ်ကြည်ညိုတဲ့စိတ်တွေတပွားပွားဖြစ်တယ်စိတ်ဟာကြည်လင်နေတယ်တရားဆိုတဲ့ဟာသူကမှန်ကန်စွာသိတဲ့ပညာနဲ့မှသူကလမ်းဖြောင်းတာတာမန်ယုံကြည်တာမျိုးမဟုတ်ပဲနဲ့တကယ်ကိုမြတ်စွာဘုရားဟာအရဟံဂုဏ်နဲ့ပြည့်စုံပါပြီတဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပြည့်စုံပါပြီတဲ့လို့ဂုဏ်တော်တစ်ပါးချင်းတွေးရင်းကနေပြီးတော့ဖះပေါ်မှာကြည်နူးမှုတွေယုံကြည်မှုတွေဆုံးဖြတ်ချက်ချမှုတွေပေါ်လာတယ်အဲ့ဒါကိုအဝိစ္စပတာဒလို့ခေါ်တယ်အဲ့တော့ယမယံခတရားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာဖះကုံကိုအာယုံပြုပေးရတယ်ဝိပဿနာတရားထုတ်ပြီးဆိုရင်ဝိပဿနာတရားကယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြမှုတွေကြီးပဲတွေ့ရတဲ့အခါမှာဝိပဿနာက6ကပ်စိတ်ပြည့်စရာတွေကြီးပဲတွေ့လာတတ်တယ်ဒါမှမဟုတ်ဝိပဿနာဒုက္ခတာအတ္တနာလို့ဆိုတယ်ဝိပဿနာဟာမကျေနပ်စရာဒုက္ခရဲ့ဒုက္ခနဲ့နီးတယ်လို့ပြောတာဘာလို့
အပြစ်တွေကြီးပဲကြည့်ရတာဝိပဿနာဆိုသင်္ခါရတရားတွေခန္ဓာရဲ့အပြစ်တွေနော်ရှုံဏတို့ရဲ့အပြစ်တွေဒါတွေပဲရှိတဲ့အခါကျတော့စိတ်ဟာကြည်လင်အေးမြတ်မှုမရနိုင်အပြစ်တွေကြီးပဲတွေ့နေတာအဲ့ဒီလိုအချိန်မျိုးမှာဖရာကုံလေးကိုအာယုံပြုပြီးတော့ကိုယ်စိတ်အားကိုမြင့်တင်ပေးရတယ်တရားစွမ်းအားတွေတက်လာအောင်တစ်ခါလုပ်ပေးရတယ်အဲ့တော့ဝိပဿနာတရားအထုတ်တဲ့ဆိုဝိပဿနာတရားကြီးအထောက်ရတာမဟုတ်ဘူးစိတ်ကိုလူရဲ့စိတ်ဆိုတာပုံမှန်မဟုတ်ဘူးလူရဲ့စိတ်ကတခါတလေကျတော့တိတ်ပြီးတော့စိတ်အားတွေကတက်တယ်အဲ့ဒီခါကျလျှော့ပေးရမယ်တခါတလေကျတော့စိတ်ဓာတ်တွေကကျတယ်ကျတဲ့အခါမြင့်တင်ပေးရစိတ်ဓာတ်တက်နေရင်လည်းလမ်းချော်တယ်စိတ်ဓာတ်ကျနေရင်လည်းလမ်းချော်တယ်စိတ်ယောဂမှာဆိုရင်စိတ်ထယောဂစိတ်ကြွယောဂစိတ်ပွားယောဂဆိုတာရှိသေးတယ်နော် psychology မှာစိတ်ပွားနေတယ်ဆိုတာဘာမှတွေးလို့မရဘူးခေါင်းကုတ်လို့မရဘူးစိတ်တွေပွားနေတယ်ရှုပ်ပွားနေတယ်နော်စိတ်ကြယောဂစိတ်ဓာတ်တွေကျနေတယ်စိတ်ထယောဂစိတ်တွေကတက်ကြွလွန်နေတယ်အဲ့ဒီလိုစိတ်တွေဟာပုံမှန်မဖြစ်တဲ့အခါကျတော့ပုံမှန်ဖြစ်သည့်ထိအောင်ပြုပြင်ပေးရမယ်သူပြုပြင်ပေးရတယ်ဘောရိပကိယတရားဘုဇင်9ပါးဆိုတဲ့တရားဟာအဲ့ဒီစိတ်ရဲ့ပုံမှန်မဟုတ်တဲ့အနေအထားတွေကိုအတိုင်းအတာတစ်ခုရဘောရိပကိယတရား9ပါးဘုဇင်တရား9ပါးတဲ့ကရှစ်သုံးပါးကိုစိတ်ဓာတ်တွေကျနေတဲ့အခါမှာရှစ်သုံးပါးကိုပွားရမယ်ဓမ္မဝိစီယဝိရိယပိတိဆိုတဲ့အဲ့ဒီဘုဇင်သုံးပါးကိုပွားရတယ်စိတ်ဓာတ်ကျနေတဲ့အချိန်မှာတက်လာစိတ်တရားဒါတက်နေတယ်နော်ပြင်းထန်လွန်နေတယ်ဆိုရင်ပြန်ချအဲ့ဒါကြဘာနဲ့ချပတ္တတိသမာဓိဥပေက္ခဆိုနောက်ဘုဇင်သုံးမျိုးနဲ့ချတတိကအတက်အကျကိုသိအောင်စောင့်ကြည့်ရမယ်အဲ့တော့ဘုဇင်9ပါးဟောတာအလကားမဟုတ်ဘူးမြတ်စွာဘုရားဘုဇင်9ပါးကကမ္မဋ္ဌာန်းအထုတ်တဲ့အချိန်မှာသူကထိန်းညှိဖို့ဟောတာဒါအမှန်တမ်းခဲနေထိန်းညှိပေးရမယ်မထိန်းလို့ရှိရင်လိုရာစခန်းမရောက်နိုင်ဘူးအလုံးဟာ balance ဖြစ်ရမယ်နော်တည်ငြိမ်နေရမယ်ဒါကြောင့်စိတ်တက်နေစိတ်တွေတက်ကြွနေလို့ရှိရင်တစ်မျိုးစိတ်တွေကျနေလို့ရှိရင်တစ်မျိုးအလုံးကိုထိန်းညှိပေးရတယ်သူဆိုလို့တယ်အဲ့တော့ကမ္မဋ္ဌာန်းထုတ်တဲ့အခါ guideline ပေးတာပဲဘုဇင်9ပါးဆိုတာအဲ့ဒါတွေလည်းသတိထားရတယ်ပေါ့တရားအထုတ်တဲ့ဆိုဒီတိုင်းပဲအထုတ်နေလို့မရဘူးအဲ့တော့အတက်အကျချိပြီးတော့ပြုပြင်ထိမ့်သိမ့်သွားတာမျိုးအဲ့လိုကြိုးစားအထောက်ရမယ်လို့သူဆိုတယ်အဲ့တော့ရသော်ဘုရားရဲ့ဂုဏ်ကိုရံခါအာယုံပြုလိုက်တဲ့အခါမှာတရားစိတ်တွေနဲ့ချီနူးမှုတွေတက်လာတယ်အဲ့ဒီချီနူးမှုတွေကိုအခြေခံပြီးတော့ဝိပဿနာတရားကိုပြန်သွားလို့ရတယ်ထို့တူပဲဘုရားဂုဏ်ကိုအာယုံပြုပြီးတော့ချီနူးမှုရတယ်လို့ပဲတရားဂုဏ်တွေကိုအာယုံပြုပြီးတော့လည်းချီနူးမှုတွေရတယ်နောက်တစ်ခါတန်ခါဂုဏ်ကိုအာယုံပြုပြီးတော့လည်းပဲစိတ်ထဲမှာချီနူးမှုတွေရနိုင်တယ်အဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့စိတ်ချီနူးမှုတွေရလာအောင်ကြိုးစားအထောက်ရမယ်ဒါကိုအဝိဇ္ဇပတ္တာလို့ခေါ်တယ်အဲ့ဒီအဝိဇ္ဇပတ္တာကိလေသာတွေကင်းသွားတာနဲ့တပြိုင်နက်စိတ်ထဲမှာဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့ချီနူးမှု၃ရပ်ကိုရရှိသွားတယ်တရားစွမ်းအားတွေရရှိသွားတယ်အဲ့ဒီရရှိသွားခြင်းဟာနောက်ထပ်ကျန်နေတဲ့ကိလေသာတွေကိုဖယ်ရှားဖို့အတွက်အရေးကြီးတဲ့စွမ်းအားတွေပဲဖြစ်တယ်ပေါ့အဲ့ဒီစွမ်းအားကိုအသုံးချရမယ်လို့ဆိုလိုတယ်ဒါကြောင့်မို့ဒါကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတာအေးယင်းနဲ့နှလုံးထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတရားတွေကိုအညစ်အကြေးဖြစ်သိပြီးတဲ့အခါမှာဆိုင်ရာအကြောင်းတရားတွေနဲ့သူတို့ကိုဖယ်ရှားလိုက်တယ်ဖယ်ရှားလိုက်လို့အကြောင်းတရားတွေကင်းသွားပြီဆိုရင်ဘုရားကုံကိုအာရုံပြုတယ်
တရားကုံကိုအောင်ပြုတယ်သံဃာကုံကိုအောင်ပြုတယ်အဝိစ္စပတာရဆိုတဲ့ခိုင်မာတဲ့ယုံကြည်မှုကိုရရှိအောင်ကြိုးစားအထောက်တယ်အဲ့တော့ပုရုဇဉ်ရဲ့တရားဆိုတာမခိုင်မာဘူးသောတပန်ဖြစ်တော့မှတရားဆိုတာခိုင်မာတယ်မခိုင်ဘူးဆိုတာဒီဘဝမှာခိုင်ရင်ခိုင်မဲနောက်ဘဝကျပြောင်းရင်ပြောင်းသွားတယ်တချို့ကျတော့ဒီဘဝတင်တောင်မှမခိုင်မာဘူးပြောင်းလဲနိုင်တယ်ပေါ့ဒီအဝိဇ္ဇပတာရဆိုတာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ချက်လို့အဓိပ္ပာယ်ရတယ်ဣစုတေနပတာဒေနဘယ်တော့မှရွေ့ရှားသွားမှာမဟုတ်ဘူးဖျားကုံနဲ့ပတ်သက်ပြီးတော့ခါကြတော့အမှန်ကန်သိထားသည့်အတွက်ကြောင့်အစလေနလှုပ်ရှားရင်းရိုင်မှုမရှိဘူးဣစုတေနရွှေလျာပျောက်ကွယ်သွားတာမရှိတဲ့ယုံကြည်မှုလို့ဆိုလိုတယ်ပေါ့အဲ့ဒါကိုအဝိစ္စပတာရအသိဉာဏ်နဲ့သက်ဝင်သိရှိနားလည်ပြီးယုံကြည်တာခိုင်မာတဲ့ယုံကြည်ချက်လို့ဆိုလိုတယ်နော်အဲ့ဒီတရား blind faith လို့ဟာမျိုးမဟုတ်ဘူးသူကပညာပါသည့်အတွက်ကြောင့်အမှန်မှအရေးကြီးတယ်ဒါကိုဓတနမူလိကတတ္ထာလို့ခေါ်တယ်မြတ်စွာဘုရားရဲ့အရေးချင်းကိုကိုယ်တိုင်သိရှိပြီးတော့အမြင်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်လို့ခေါ်တယ်နော်ကိုယ်တိုင်မြင်ထားတာသူများကိုယုံစရာမှမရှိတော့တာကိုယ်တိုင်သိထားတဲ့အသိဉာဏ်ပေါ်မှာအခြေခံတဲ့ယုံကြည်ချက်ကိုအဝိစ္စပတာရလို့ခေါ်တယ်တနည်းအားဖြင့်အာကာရဝတိတတ္ထာအကျိုးအကြောင်းလုံလောက်တဲ့တရားအဲ့ဒီတရားတွေကိုဆက်လက်ပြီးတော့ထူထောင်ပါတဲ့စိတ်ရဲ့ညစ်ကြေးကင်းပြီးသွားပြီတဲ့အခါမှာအဲ့ဒီတရားစွမ်းအား၃မျိုးနဲ့ပံ့ပိုးပြီးတော့ပေးလိုက်ပါအဲ့ဒါပြီးတော့မြတ်စွာဘုရားဘာဆက်ဟောတော့ဆိုယထောတိခောပနတ္တစတ္တဟောတိဒီပါဠိလေးရဲ့အဓိပ္ပာယ်ကယထောတိလို့လည်းရှိတယ်ယတောတိလို့လည်းရှိတယ်ဩတိစတ္တဩတိဆိုတာအပိုင်းခြားလိုက်အညစ်အကြေးတွေကိုဖယ်ရှားတာသူနဲ့သက်ဆိုင်ရာသူဖယ်ရှားသွားတာအကုန်လုံးဖယ်ရှားတာမဟုတ်ဘူးအဲ့တော့ဘာတွေကိုရည်ညွှန်းတာတော့ဆိုဩတိဆိုတာသောတပတိမေသဂရဂမိမေအနာဂမိမေဆိုတဲ့အောက်မတူအဓိကတော့သောတပတိမေနဲ့အနာဂမိမေပေါ့သူကအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ဆိုလိုတယ်ဩတိရဲ့အဓိပ္ပာယ်ကအကန့်အသတ်ချက်အတိုင်းဖယ်ရှားတာနော်အကုန်လုံးမဖယ်ရှားနိုင်ဘူးအကန့်အသတ်နဲ့ပဲဖယ်ရှားတာအဲကြောင့်မို့အကန့်အသတ်လိုက်ဖယ်ရှားတယ်ဆိုတာခုနပြောခဲ့တဲ့သောတပတိမေနဲ့ကမခပလာတာစသည်ဖယ်ရှားတယ်နာဂမိမေကပြဘာရစသည်ဖယ်ရှားတယ်အရဟတမေကအဘိဓါစသည်ဖယ်ရှားတယ်ဆိုဒါအကန့်အသတ်နဲ့ဖယ်ရှားတယ်လို့ခေါ်တယ်သောတပတိမေတို့နာဂမိမေတို့ဖယ်ရှားမှုကအပြည့်အမဟုတ်သည့်အတွက်ကြောင့်ဩထိစတ္တအကန့်အသတ်အနေနဲ့သူကစတ္တဆိုတာစွန့်ပစ်တာစွန့်လွတ်လိုက်တာအဲ့ဒီမှာမြတ်စွာဘုရားသုံးထားတဲ့စကားပါတော့ဆိုရင်ယထောတိခောပနတ္တစတ္တံဟောတိဝန္တံဝိမု ക്ത ံပဟိနံပတိနိသထံလို့ဟောတယ်အထိပ္ပယ်ကပါတော့ဆိုရင်ရှင်ထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအပိုင်းခြားအကန့်အသတ်နဲ့စွန့်ပစ်တယ်စတ္တဆိုစွန့်လွတ်လိုက်တယ်အဲ့တော့တချို့ကစွန့်လွတ်ပြီးတော့လည်းပြန်ယူတတ်သေးတယ်လေပြစ်လိုက်ပြီးမှပြန်ကောက်လာတာရှိသေးတယ်ဒါကြောင့်မို့နောက်စကားလုံးတစ်ခုထပ်ပြီးတော့သုံးတယ်မြတ်စွာဘုရားဝန္တံထွေးပြစ်လိုက်တာဝန္တံဆိုတာနောက်ထပ်ပြန်မယူတော့ဘူးလို့ဆိုလိုတယ်ပြန်မယူတော့စွန့်လွတ်လိုက်တယ်ထွေးထုတ်ပလိုက်တယ်အဲ့တော့ထွေးထုတ်ပလိုက်ပြီးတဲ့အခါကျတော့ထွေးတော့ထွေးတယ်အပြင်ထိအောင်အကုန်မရောက်ဘူးဆိုတာမျိုးကရှိတတ်သေးတယ်ဒါကြောင့်မို့ဝိမု ക്ത ံလုံးဝလွတ်သွားပြီအပြင်လုံးဝရောက်သွားပြီကိုယ်ရင်ထဲမှာမရှိတော့ဘူးရင်ထဲလွတ်သွားပြီဝိမု ക്ത ံပဟိနာပျောက်ကွယ်ကိုသွားပြီပတိနိသထံလုံးဝလက်ကြံမရှိအောင်ဖယ်ရှားပလိုက်ပြီလို့ဆိုအဲ့တော့ဒီစကလုံးလေးတွေကတစ်ခုနဲ့တစ်ခုအားကိုပြီးဖယ်ရှားမှုကို
စွမ်းအားပို့ပြီးတော့ပြီးပြင်းအောင်ဟောတာပဲဖြစ်တယ်နော်အဲ့တော့ဒီစကလုံးငါးလုံးကိုစတ္တတဲ့ဝန္တတဲ့ဝိမု ക്ത တဲ့ပိဟိနတဲ့ပဋိနိဒတ်ထာတဲ့အဲ့ဒီစကလုံးလေးတွေဟာအလုံးကဖယ်ရှားတဲ့ဆိုတဲ့အဓိပ္ပာယ်တွေပဲသို့တော့ဖယ်ရှားဖို့ဖယ်ရှားနေကြမတူကြဘူးအဲ့တော့အလုံးကိုခြုံငုံပြောလိုက်မယ်ဆိုရင်လုံးဝလွတ်လွတ်ကျွတ်ကျွတ်ကင်းကင်းရှင်းရှင်းဖယ်ရှားပလိုက်တယ်လို့ဆိုလိုတယ်စိတ်ရဲ့အညစ်အကြေးတွေကိုလုံးဝတန့်စင်ပြလိုက်တယ်ဖျားကုံတရားကုံသံဃာကုံကိုအာယုပြုပြီးတော့လုံးဝတန့်စင်ပြလိုက်တယ်လုံးဝတန့်ရှင်းပြလိုက်တယ်လို့အဲ့ဒီအဓိပ္ပာယ်ကိုမြတ်စွာဘုရားဟောတာအဲ့တော့ဒီကိရိတာအညစ်အကြေးတွေနဲ့ပတ်သက်ပြီးတော့တာမန်ဆွလွတ်ရုံများမဟုတ်တော့ပဲနဲ့လုံးဝရှင်းထုတ်ဖယ်ရှားပလိုက်ပြီးဖျားကုံတရားကုံကိုအာယုပြုပြီးတော့ယင်းထဲမှာရှင်းသွားအောင်လုပ်တယ်ဖျားကုံတရားကုံသံဃာကုံအပြုပြီးတော့ယင်းထဲမှာရှင်းသွားတယ်အဲ့ဒီလိုလုပ်တော့ဘယ်လိုအကျိုးတွေရအောင်ဖျားကုံတရားကုံကိုအာယုပြုပြီးတော့ဖျားတရားသံဃာယရဏသုံးပါးရဲ့ကုံကိုအာယုပြုပြီးတော့ခိုင်မာတဲ့စိတ်ကြည်နူးမှုကိုရတဲ့ပုဂ္ဂိုလ်တယောက်ရှင်ထဲမှာရှိတဲ့ကိလေသာအညစ်အကြေးတွေကိုလုံးဝရှင်းထုတ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုအခြေအနေတွေဖြစ်လာတော့ဆိုသောလဗတိအထဝေဒံသောလဗတိဓမ္မဝေဒံလဗတိဓမ္မုပတဟိတံပမောက္ဆာအဲ့ဒါလို့ရှင်းထုတ်လိုက်တာဆိုလို့ရှိရင်သူကမြတ်စွာဘုရားရဲ့ဘောမှာလုံးဝကြည်ညိုပြီးတော့အနှစ်သာရပြေဝတယ်မြတ်စွာဘုရားရဲ့ခုံအရေးချင်းတွေပေါ်မှာတက်ရောက်ပြီးတော့လုံးဝကြည်ညိုတဲ့ကြည်နူးတဲ့လုံးဝသိတဲ့ဝမ်းမြောက်ကြည်နူးမှုနဲ့ဝမ်းမြောက်ကြည်နူးမှုနဲ့ရှင်တဲ့အသိဉာဏ်မျိုးကိုရတယ်ဝေဒဆိုတာဝမ်းသာခြင်းနဲ့အသိဉာဏ်ဝေဒဆိုတဲ့စကားလုံးကဝမ်းသာခြင်းနဲ့အသိဉာဏ်နှစ်ခုဟောတယ်နော်လဗတိအထဝေဒံဖျားကုံပေါ်မှာတက်ရောက်မှုရှိနေတဲ့ကြည်နူးမှုသောမနတဆိုတဲ့ဝမ်းသာမှုနဲ့သောမနတဉာဏတံပယုတ်တာသောမနတဆိုတဲ့ဉာဏ်နဲ့ရှင်းတဲ့သောမနတနဲ့ရှင်းတဲ့ဉာဏ်နော်ဝမ်းသာမှုနဲ့သိမြင်မှုဝမ်းသာခြင်းသိခြင်းဆိုတဲ့ဒီအဓိပ္ပာယ်နှစ်ခုယူပြီးတော့လဗတိအထဝေဒံလဗတိဓမ္မဝေဒံအထဆိုတာချင်းကပ်ထိုက်လို့သိမ့်ပိုက်ထိုက်လို့ရယူထားထိုက်လို့အထဖျားကုံတော်တွေဟာချင်းကပ်တိုက်တယ်သွားပြီးတော့ကိုးကွယ်တိုက်တယ်အရေးချင်းတွေဖြစ်လို့အထအဲ့ဒီဖျားကုံတော်တွေဟာမကောင်းတဲ့ဘဝကိုမရောက်အောင်တားဆီးပေးနိုင်တာဖြစ်သောကြောင့်သူကဓမ္မအထဓမ္မထိတိတ်ပဲနဲ့လည်းဖွင့်တယ်နောက်တနည်းကအထကအကျိုးဓမ္မကအကြောင်းအကျိုးဖြစ်တဲ့အရာကိုလည်းသိမြင်တယ်အကြောင်းဖြစ်တဲ့အရာကိုလည်းသိမြင်တယ်ဝမ်းသာကြည်နူးမှုတွေဖြစ်တယ်အဲ့တော့ဘုရားကုံတရားကုံအားကုံအပြုလို့တရားတရားတွေတိုးတက်လာပြီဆိုရင်ဘာဆက်ဖြစ်လာတော့ဆိုရင်ဝမ်းသာခြင်းနဲ့ဝမ်းသာမှုနဲ့ရှင်တယ်ဝမ်းသာခြင်းနဲ့အသိဉာဏ်ဒီနှစ်မျိုးထပ်ပြီးတော့ရရှိလာတယ်လို့ပြောတာဝိဓာဆိုတဲ့ဝန္တာမှုနဲ့အသိဉာဏ်ဒီနှစ်ခုကောင်းကောင်းကြီးပြန်ရလာတယ်အထုဓမ္မတံဟိတဓမ္မတံဟိတပါမောက္ဆာအထဝေဒီအထဝေဒဓမ္မဝေဒဓမ္မတံဟိတပါမောက္ဆာဒီသုံးမျိုးဟောတယ်ဒီသုံးမျိုးဟောတာဓမ္မုပတဟိတပမောက္ဆာဆိုတာဒီတရားတွေနဲ့ပတ်သက်လာပြီးတော့စဉ်းစားလိုက်တိုင်းဒီဝန္တကြည်နူးမှုတွေတိုးတက်ရလာတဲ့စိတ်ချမ်းသာမှုပိဋိဖြစ်မှုဆိုတာဒါတွေထပ်ပေါ်လာတယ်လို့အဲ့တော့ရှင်းရှင်းပြောတာတော့ဘုရားကုံကိုအာရုံပြုပြီးတော့ဝန္တာတယ်အသိဉာဏ်တွေဖြစ်တယ်တရားကုံကိုအာရုံပြုပြီးတော့ဝန္တာတယ်အသိဉာဏ်တွေဖြစ်တယ်တန်ခါကုံကိုအာရုံပြုပြီးတော့ဝမ်းသာတဲ့အသိဉာဏ်တွေဖြစ်တယ်
ကိုယ့်ရဲ့နှလုံးထဲမှာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပြစ်လိုက်နိုင်လို့ဝမ်းသာတာနဲ့အသိဉာဏ်ဒီလိုဖြစ်လာတယ်လို့ဆိုလို့တယ်အဲ့ဒါကိုဒီမှာရှင်းပြီးတော့ရသော်ပြဟောတာအဲ့တော့ဒီသုတ္တမှာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားခြင်းဖျားတရားသံဃာကုံတွေပေါ်မှာနှစ်ကာကယုံကြည်ခြင်းဝမ်းသာမှုနဲ့အသိဉာဏ်ရရှိမှု၎င်းတို့ရဲ့အကျိုးကျေးဇူးဆိုပြီးတော့ဒီဟာအဓိကခွင်းဆက်အနေနဲ့မြတ်စွာဘုရားဟောလိုက်တယ်ခွင်းဆက်အနေနဲ့ဟောအညစ်အကြေးတွေကင်းသွားပြီဆိုရင်ဒီအခြေအနေတွေဟာလူတွေရဲ့တဏ္ဍာမှာဖြစ်လာမယ်လို့စဉ်းစားလိုက်တဲ့ဝမ်းသာကြည်နူးမှုတွေဖြစ်လာမယ်လို့ဓမ္မုပတ္တံဟိတံပမောက္ဆံအဲ့ဒါတွေကိုသိပြီးသိရှိဝမ်းသာပြီးတော့အနုစာဝမ်းမြောက်မှုလေးတွေဖြစ်လာတယ်ဝမ်းသာမှုရဲ့နောက်မှာဝမ်းမြောက်မှုဆိုတာလာတယ်အဲ့တော့ဝမ်းသာမှုနဲ့ဝမ်းမြောက်မှုကဘာကွာတော့ဆိုဝမ်းသာမှုကအသေးအဖွဲဝမ်းမြောက်မှုကပူကြီးလာတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်သူကအားရှိတာနဲ့မရှိတာဒီလိုကွာတယ်ဆင်ငယ်ဖြစ်လာတဲ့သဘောကိုပြောပြတာအဲ့ဒီကနေပြီးတော့ဟုတ်ပြီဒီအဋ္ဌဓမ္မနဲ့ပတ်သက်ပြီးတော့ဒီလိုဝမ်းသာမှုတွေသိဉာဏ်တွေဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုအကျိုးတွေရလာတာတော့ဘယ်လိုဟာတွေဆက်လက်ဖြစ်ပေါ်လာတော့ဒီဆိုင်ရာအကြောင်းတရားဖြစ်လာလို့ရှိရင်ဒီအကျိုးဆက်ဆိုတာကိုယ်ကလုံးယူရတာမဟုတ်ဘူးခွင်းဆက်အနေနဲ့ဖြစ်လာတာအဲ့တော့ဝမ်းမြောက်မှုဖြစ်လာတဲ့အခါမှာဘာဖြစ်တော့ဆိုပမုဒိတတပိတိစာယတိဝမ်းမြောက်မှုဖြစ်လာလို့ရှိရင်ပိတိလို့ဆိုတဲ့နှစ်ချိုင်မှုတသိမ့်ရှင်ထဲမှာလိုက်ပြီးတော့ဖြစ်လာတဲ့ပိတိဆိုပေါ်လာတယ်ဝမ်းမြောက်မှုကိုလွန်ကဲလာတဲ့အခါပိတိအဆင့်ရောက်လာတယ်သူတို့ဆိုလို့တယ်ပေါ့ပမုဒိတတပိတိစာယတိဝမ်းမြောက်တဲ့ပုဂ္ဂိုလ်မှာပိတိဖြစ်လာတယ်ပိတိမနတကာယောပတ္တပိတိဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာငြိမ်နေတယ်အေးချမ်းနေတယ်ငြိမ်ချမ်းတယ်ပူပန်တာမရှိဘူးစိတ်ထဲမှာတောကိုအေးချမ်းပိတိဖြစ်နေပြီဆိုအေးချမ်းနေပြီဒါကိုစက်ပဲဆင်ငယ်အကျိုးဖြစ်လာတာပိတိဝင်လာလို့ရှိရင်နာမကာယရူပကာယအေးချမ်းသွားတယ်ဟုတ်ပြီအဲ့လိုအေးချမ်းသွားတာကိုပတ္တတိလို့ခေါ်တယ်ပတ္တကာယောဒုက္ခဝေဒေတိအဲ့လိုကိုယ်ရောစိတ်ရောအေးချမ်းသွားပြီဆိုရင်ဘာဖြစ်လဲဆိုနေလို့ထိုင်လို့ကောင်းလာတယ်စိတ်ချမ်းသာလာတယ်ပို့ပြီးတော့ကြည်နူးပွဲရာတွေဖြစ်လာတယ်ဟောဒုက္ခဝေဒေတိစိတ်ချမ်းသာမှုတွေကိုရလာတယ်ဒါဖြင့်စိတ်ချမ်းသာမှုရတော့ဘာဖြစ်လဲဒုက္ခိနောစိတ်တံသမာဓိယတိချမ်းသာမှုရလာတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဘယ်ဟာကိုအာရုံပြုလိုက်ငြိမ်နေလှုပ်ရှားမနေဘူးလှုပ်ခတ်မနေဘူးဘုရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်တရားကုံအာရုံပြုလိုက်လဲငြိမ်သွားတယ်အဲ့တော့စိတ်ငြိမ်တာနဲ့မငြိမ်တာထင်ရှားတယ်လေတစုံတစ်ခုစိတ်ဆင်းရဲကျုံနေတဲ့လူဟာပြရခတ်တာပဲလေစိတ်ကမငြိမ်ဘူးလေတမန်နေထားဖြင့်ဆိုရင်ကြည်နူးနေရင်စိတ်ကငြိမ်သွားတာအာယုံလေးတစ်ခုပေါ်မှာစိတ်ကတည်ငြိမ်နေတာအဲဒါကြောင့်မို့ချမ်းသာနေပြီဆိုရင်ဒုက္ခိနောစိတ်တံသမာဓိယတိသမာဓိဆိုရလာတယ်အဲ့တော့ဒါတွေကခွင်းဆက်တွေပဲအဝိဇ္ဇပတ္တရာဆိုတဲ့ဘုရားတရားသံဃာယရဏသုံးပါးနဲ့ပတ်သက်ပြီးကြည်နူးလာလို့ရှိရင်ပမောက္ခဆိုတာဖြစ်တယ်ပမောက္ခဖြစ်လို့ရှိရင်ပိတိဖြစ်တယ်ပိတိဖြစ်လို့ရှိရင်စိတ်ရောကိုယ်ရောငြိမ်းချမ်းတယ်စိတ်ရောကိုယ်ရောငြိမ်းချမ်းလို့ရှိရင်ချမ်းသာတယ်ချမ်းသာပြီဆိုလို့ရှိရင်စိတ်တည်ငြိမ်တယ်ဒါကွင်းဆက်ပဲအဲ့ဒါလို့သွားတာဆက်ပြီးတော့ဒီမှာသမာဓိကိုတင်မြတ်စွာဘုရားအဓိကထားပြီးတော့လမ်းဆုံးအနေနဲ့အဲ့ဒါလို့ဟောတာရှေ့ဆက်သွားရင်သမာဓိရှိမှယထာဘုဒ္ဓဉာဏတတနာဆိုတာအမှန်ကန်မြင်နေဆိုတာအဲ့ဒီဘက်ကိုပြမှာသို့တော့ဒီသုတ်တံမှာဒုက္ခိနောစိတ်တံသမာဓိယတိ
ခုရှိပိုင်းမှာစိတ်လေးတည်ငြိမ်တာလေးကိုပြောပြတာနော်အဲ့လိုစိတ်ကလေးဟာတည်ငြိမ်လာတယ်တဲ့အဲ့တော့စိတ်ရဲ့အငြိကြီးဖြစ်တဲ့ကိလေသာတွေကိုဖယ်ရှားတယ်ဖျားတရားတန်ခါအောင်ပြုပြီးတော့တရားတွေဖြစ်တယ်တရားတွေဖြစ်တော့စိတ်ထဲမှာဝမ်းသာမှုတွေသိမြင်မှုတွေဖြစ်လာတယ်အဲ့လိုဖြစ်လာတဲ့အခါမှာဒါရဲ့ရက်လက်အကျိုးဆက်ကပါတယ်အဲ့လိုကိလေသာတွေလည်းဖယ်ရှားနိုင်တယ်တရားစွမ်းအားတွေလည်းကြီးတယ်နောက်ဆုံးကဒီဖယ်ရှားတယ်ဆိုတာအနာဂတ်နဲ့ဖယ်ရှားတာဆိုအနာဂတ်အစဉ်မျိုးဒီပုဂ္ဂိုလ်ရောက်သွားတယ်နော်အနာဂတ်အစဉ်ရောက်သွားပြီဆိုတော့အနာဂတ်အစဉ်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ဒီအန္တရာယ်ကင်းမှုကိုမြတ်စွာဘုရားကလူတိုင်းသိနိုင်အောင်ဘလို့ဟောတော့ဆိုရင်အဲ့ဒီလူအသိဉာဏ်နဲ့ရှိပြီးတော့ဝန္တာပီတိဖြစ်နေတဲ့တမာရီစွမ်းအားတွေကောင်းနေတယ်သီလတွေနဲ့ပြည့်စုံတဲ့တမာရီကောင်းတယ်ပညာကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဘလောက်ကောင်းတဲ့အစာအာဟာရတွေပဲစားသူ့မှာလောဘကအန္တရာယ်မပြုတ်နိုင်တော့ဘူးလို့ဆိုလိုတာဘလောက်ကောင်းတဲ့နဲ့တွေ့လောဘမဖြစ်တော့ဘူးလို့ပြောတာနော်ဘလောက်ဆိုးတာနဲ့တွေ့ဒေါသမဖြစ်တော့ဘူးဆိုတာလို့စိတ်ငြိမ်သွားတယ်ဘလောက်ကောင်းတာနဲ့တွေ့အဲ့တော့လူဆိုတာကပုံမှန်လေးဆိုရင်တော့လောဘမဖြစ်ဘူးရှိုးနေတဲ့အရာပေါ်မှာလောဘမဖြစ်ဘူးတိတ်ကောင်းတာနဲ့တွေ့ရင်တော့လောဘအငုတ်ကပေါ်လာတတ်တယ်လေပေါ်လာတတ်တယ်စိတ်ဟာပြောင်းသွားတတ်တယ်လေဒါကြောင့်မို့ဒီအနာဂတ်အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာခုနပြောတဲ့အရေးချင်းတွေရှိလို့ရှိရင်တဲ့ကောင်းပြီဆိုတဲ့အစာအာဟာရတွေစားတောင်မှပဲအဲ့ဒီစားခြင်းကြောင့်တာမန်ပုဂ္ဂိုလ်ဒီမှာလောဘတက်ပြီးတော့ရတတဏှာနဲ့ဒီစာမျိုးစားခြင်းနဲ့စိတ်အမြဲတမ်းပေါက်ပြီးတော့လောဘတကြီးတဝတပြဲစားတာမျိုးမဟုတ်ဘူးသူ့ဘာသူဆင်ញင်တုံတရားနဲ့စားတဲ့လောက်စားပြီးတော့ကောင်းလို့ဖိစားတာမျိုးမလုပ်တော့ဘူးမလုပ်သည့်အတွက်ကြောင့်လောဘကသူ့ကိုမနှိမ့်ဆက်နိုင်တော့ဘူးလို့ဆိုလိုတယ်ဒါပေါလို့ဒါဟောတာတော့လို့ဆိုဒါအမတန်မှအရေးကြီးတဲ့အချက်တစ်ခုပဲမြတ်စွာဘုရားရဲ့ခုံတော်တွေထဲမှာစရဏတရား15ပါးဆိုတာဟောထားရှိတယ်အခြေခံစရဏတရားက4ပါးရှိတယ်အဲ့ဒီ4ပါးကဘာလို့ဆိုရင်သီလရဲ့ဣန္ဒြေထိမ့်သိမ့်ဆောက်ရှောက်တဲ့ဣန္ဒြေယသံဝရရဲ့ဘောဇနိမတ္တညုတာရဲ့သာဂရိယနုယောဂရဲ့ဒီလေးခုအဲ့ဒီမှာဘောဇနိမတ္တညုတာဆိုတာထည့်ထားတယ်လူတွေမှာဒုက္ခပေးတာအစာနဲ့ဒုက္ခပေးတာရတ္တတဏှာဒုက္ခပေးတတ်တယ်ဒီပြားတွေရှောင်နိုင်ပြီမဲ့လို့ဒါကိုရှောင်နိုင်ခဲ့တယ်လို့ဆိုလိုတယ်ပဲဖြောက်ခိုင်းနိုင်တယ်ရတ္တတဏှာပို့ပြီးတော့ဆိုးတယ်လို့ပြောတာမတည့်လဲမတည့်မှန်းသိလဲစားတာပဲလေရှိရယောဂရှိလို့အချိုနဲ့မတည့်ဘူးဆိုရင်လည်းနည်းနည်းလေးတော့စားလိုက်ခြင်းတယ်ဟိုကမတည့်ဘူးဆိုလဲကြိုက်တတ်တဲ့အစားဆိုနည်းနည်းလေးတော့စားခြင်းသေးတယ်အဲ့လိုဖြစ်လာတချို့ကျတော့နည်းနည်းတယ်မကဝါစားတယ်ဘေးကလူကမစားဖို့တတိပေးရင်တော့ဝါစားပြီးသေမယ်လို့တောင်သူကပြောသေးတယ်အဲ့လိုတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကိုလောဘကိုမထိန်နိုင်တဲ့အထိပ္ပယ်ကိုဖော်ပြတာဒီအနာဂတ်ဆိုတဲ့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာစားဒီအစာအာဟာရသူ့ကိုဆွဲဆောင်နိုင်မှုမရှိတော့ဘူးတဲ့မဆွဲဆောင်တော့ဘူးသူကအစာရဲ့ဆွဲဆောင်တဲ့နောက်ကိုမလိုက်ဘူးတဲ့ဟုတ်တယ်လေဒိန်ကြီးတွင်းသီးကြိုက်တဲ့လူကတွင်းသီးနံလေးမြင်လို့ရှင်သိကြတယ်အဲ့ဒါအစာဆွဲဆောင်တာပဲလေဒိန်ချင်းသီးကြိုက်တဲ့လူကလည်းဒိန်ချင်းသီးမြင်မစားပဲနေတယ်အဲ့ဒါအစာရဲ့ဆွဲဆောင်မှုပဲအဲ့ဒီဆွဲဆောင်မှုတွေမခံရတော့ဘူးတဲ့ဘလောက်ကောင်းတာစားသူစိတ်ဟာလောဘရဲ့လွှမ်းမိုးမှုကိုမခံရတော့ဘူးအနည်းမဖြစ်တော့ဘူးလို့မြတ်စွာဘုရားဟောတယ်ဥပမာဆိုပါစို့တဲ့ဒါဘာကြောင့်ဒီလိုဖြူစင်မှုရသွားတယ်လဲလို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ရင်ထဲမှာကိလေသာအညစ်အကြေးတွေကင်းနေလို့သာဖြစ်တယ်အဲ့ဒီကိလေသာအညစ်အကြေးတွေဟာ
အဝတ်မှာဆွဲပေးနေတဲ့အညစ်အကြေးတွေဟာရှည်တို့ဆပ်ပြတို့နဲ့ဖွလျှော်လိုက်လို့ရှိရင်အဲ့ဒီအညစ်အကြေးဟာပျောက်ကွယ်သွားတယ်အဲ့ဒီပျောက်ကွယ်သွားသလိုအခုပြောခဲ့တဲ့အဝိဇ္ဇပတာရဆိုတဲ့ယုံကြည်မှုတွေခိုင်မာတဲ့ယုံကြည်မှုတွေဝန္တာမှုတွေကြည်နူးမှုတွေကနေပြီးတော့စိတ်ထဲကအညစ်အကြေးတွေကိုဆေးကြောပလိုက်တယ်ဆေးကြောပလိုက်တယ်တခါမတန်းစင်တဲ့ရွှေကိုမိုက်ခွက်တဲ့ထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာမတန်းစင်တာတွေကတန်းစင်သွားတယ်နော်မိုက်ခွက်ထဲမှာထည့်ပြီးတော့ကျင်လိုက်တဲ့အခါမှာရွှေထဲမှာမတန်းစင်တဲ့ဓာတ်တွေကိုတန်းစင်ပြီးတော့ပြစ်လိုက်တယ်အဲ့ဒါလိုပဲအဝတ်ကိုဆပ်ပြာနဲ့ရေနဲ့ဖွလျှော်ပြီးတန်းစင်သလိုမတန်းစင်သေးတဲ့ရွှေကိုမိုက်ခွက်ထဲထည့်ပြီးတော့တန်းရှင်အောင်လုပ်သလိုပေါ့အဲ့ဒီလိုသူ့ရဲ့စိတ်တွေဟာလည်းပဲအခုပြောခဲ့တဲ့သဘာဝတရားတွေမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ခိုင်မာတယ်ယုံကြည်မှုကိုအကြောင်းပြုပြီးတော့စဉ်းစားလိုက်တဲ့အခါဝန္တာကြည်နူးမှုတွေဖြစ်တယ်ဝန္တာကြည်နူးမှုတွေရဲ့အကျိုးဆက်တွေကိုဆင်ခြင်တဲ့အခါမှာပို့၍ဝန္တာကြည်နူးမှုတွေဖြစ်တယ်အဲ့ဓာတွေကနေပြီးတန်းစင်ဆေးကြောပြလိုက်တော့သူဟာလုံးဝတန်းရှင်းစင်ကြယ်သွားတဲ့အနေအထားမျိုးကိုရောက်တယ်လို့အဲ့လိုခေါ်တာမြတ်စွာဘုရားနော်ဟုတ်ပြီတမာတိရလာပြီဆိုရင်ဘာလို့အောင်မလဲနောက်ထပ်ဆက်ပြီးတော့ဘာဟောတော့ဆိုတော့မေတ္တာသဟဂတိနာစေတတာဧကံဓိတံပရိတဝဝိဟရတိပြမဝိရတရား၄ပါးကိုဒီသုတ်တန်ရဲ့နောက်ဆက်တွဲအနေနဲ့ခထဟောတယ်မြတ်စွာဘုရားဒါဘာကြောင့်လို့ဆိုရင်ခုနကစိတ်ရဲ့အညစ်အကြေးတွေထဲမှာဖော်ပြထားတာပါတော့ဆိုလောဘဒေါသပါတယ်လေအဲ့ဒေါသကိုတိုက်ရိုက်ဆေးကြောပေးနိုင်တဲ့တရားကတော့မေတ္တာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ဗြဟ္မဝိဟာရတရားကိုဆက်ပြီးတော့မြတ်စွာဘုရားဟောတယ်သဘာဝတရားဆိုတာဒီကမ္မထာတွေကဘယ်ကမ္မထာမဲ့ဖြစ်ဖြစ်ရှင်တဲ့နှလုံးထဲမှာရှိတဲ့ကိလေသာတွေကိုတန်းစင်ဆေးကြောနိုင်တာကြီးပဲဘုရားကုံတော်ကလည်းပဲပွားမဲ့ဆိုရင်တန်းစင်ဆေးကြောနိုင်တယ်တရားကုံတော်ပွားပြီးတော့လည်းတန်းစင်ဆေးကြောလို့ရတယ်တန်ခါကုံပွားပြီးတော့လည်းတန်းစင်ဆေးကြောလို့ရတယ်အဲ့ချိန်မှာထပ်ပြီးတော့မေတ္တာနဲ့တည့်ရဲ့သစ္စာနဲ့ဒေါသဆိုတဲ့အညစ်အကြေးကိုမေတ္တာဘာဝနာပွားပြီးတော့တန်းစင်ဆေးကြောမှုမြတ်စွာဘုရားပြတယ်ဒါကြောင့်မို့တရားကိုဆက်ဟောတယ်တော့မေတ္တာသဟဂတိနာအဲ့ဒီပုဂ္ဂိုလ်ဟာမေတ္တာတွေလွှမ်းခြုံထားတဲ့စိတ်နဲ့တဲ့အယမျက်နှာတစ်ခုကိုဖြန့်ပြီးတော့သူမေတ္တာစိတ်နဲ့ဖြန့်ပြီးတော့နေတယ်ဆိုတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်အယမျက်နှာတစ်ခုဆိုပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာတွေဖြန့်နေတယ်ဖြန့်လိုက်တယ်အယမျက်နှာနဲ့ပြောမယ်ဆိုလို့ရှိရင်တော့အရှိယကိုတစ်ခုကိုမေတ္တာဖြန့်တယ်ပုဂ္ဂိုလ်နဲ့ပြောမယ်ဆိုရင်ပုဂ္ဂိုလ်တယောက်ပေါ်မှာမေတ္တာဖြန့်လိုက်တယ်ပုဂ္ဂိုလ်တော်ယောက်ပေါ်မှာမေတ္တာဖြန့်ပြီးတော့နေလိုက်တယ်သူ့ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေတဖွာဖွာဖြစ်နေအောင်လုပ်တယ်နော်ချမ်းသာပါစေဆင်ပြေပါစေကျန်းမာပါစေဆိုတဲ့မေတ္တာစိတ်တွေဒီပုဂ္ဂိုလ်တူပေါ်မှာလွှမ်းခြုံပြီးတော့ဖြစ်သွားအောင်စင်စမဲ့ပြတ်ပို့ပေးတယ်အဲ့ဒီကနေသူထပ်ချဲ့လိုက်တယ်တထာဒုတိယတော့အရှိယကိုမေတ္တာပို့တယ်ဆိုရင်တခါတောင်ရက်ကိုပို့လိုက်တထာတတိယနောက်တစ်ခုထပ်တိုးတယ်အနောက်ရက်နောက်တစ်ခုထပ်တိုးတယ်မြောက်ရက်ဟုတ်လားပထမအယမျက်နှာတစ်ခုကိုပို့တယ်ဒုတိယအယမျက်နှာတစ်ခုထပ်တိုးတယ်ထပ်တိုးပြီးတတိယအယမျက်နှာတစ်ခုထပ်ပို့တိုးတယ်နောက်စတုထအယမျက်နှာတစ်ခုထပ်တိုးတယ်လူပုဂ္ဂိုလ်ဆိုရင်ပထမပုဂ္ဂိုလ်တယောက်ကိုပို့တယ်နောက်ဒုတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်တတိယပုဂ္ဂိုလ်တယောက်ကိုပို့တယ်စတုထပုဂ္ဂိုလ်တယောက်ကိုပို့တယ်အဲ့ဒီလိုပုဂ္ဂိုလ်တဦးကနေပြီးတော့2ဦး3ဦး4ဦးထိအောင်ကိုယ့်ရဲ့မေတ္တာတွေဖြန့်ကျက်လိုက်တာနောက်ဆုံးမှာတရဝါရှိသမျှအားလုံးပေါ်မှာမေတ္တာတွေတက်ရောက်သွားတယ်
တဖြည်းဖြည်းချင်းဖြန့်သွားတာနော်တဖြည်းဖြည်းချင်းမေတ္တာကိုဖြန့်သွားတာဒီပုဂ္ဂိုလ်တယောက်ကနောက်တစ်ယောက်နောက်တစ်ယောက်ကနေနောက်တစ်ယောက်နောက်တစ်ယောက်ကနေတောက်တာတကဘာလုံးမှာရှိတဲ့တရားတွေအလုံးနော်အယမျက်နာတွေအလုံးဖြန့်လိုက်တယ်အထက်အောက်ပဲညာဝဲရာအလယ်မှာရှိတဲ့တရားတွေအလုံးကိုနော်ကိုယ်နဲ့ဓာန်တူစိတ်အားကုန်စိုက်ပြီးတော့တရားအလုံးပတ်ဝန်းတဲ့တတ္တလောကကြီးတစ်ခုလုံးကိုချီးမွမ်းချေပြန့်လှတဲ့မေတ္တာဓာတ်နဲ့နေတယ်လို့သူတို့ဆိုတော့တယ်ချီးမွမ်းချေပြန့်တဲ့မေတ္တာဝိပုလေနမဟကတိနဝိပုလဆိုတာကိုမေတ္တာကြီးကဖြန့်ကျက်လိုက်တာကျဲလာတယ်မေတ္တာကွန်ရက်ကြီးပေါ့နော်မေတ္တာ network နဲ့ဖြန့်ကျက်လိုက်တာအကုန်လုံးဟာမေတ္တာလွတ်သွားတဲ့ပုဂ္ဂိုလ်မရှိဘူးတူတယောက်မှမလွတ်ဘူးအဲ့ဒီမဲ့မိတ်ဆွေလည်းပါမယ်ရန်သူလည်းပါတယ်သိသူလည်းပါတယ်မသိသူလည်းပါတယ်အလုံးတရားတွေကိုပေါ်မှာမေတ္တာကွန်ရက်ကြီးကိုဖြန့်ကျက်ပြီးတော့အဝိရာဟောတုရှံကင်းကြပါစေအပြပစ္စာဟောတုဒေါသကင်းကြပါစေနော်အနိကဟောတုဒုက္ခကင်းကြပါစေဒုက္ခိအတ္တနာပရိဟရန္တုချမ်းသာစွာကိုယ်စိတ်ကိုဆောင်ရွက်နိုင်ကြပါစေမိမိကိုဆောင်ရွက်နိုင်ကြပါစေအဲ့ဒီလိုမေတ္တာပို့တာအဲ့ဒီလိုမေတ္တာစိတ်နဲ့အချင်းကြာကြီးသူ့ရဲ့မေတ္တာတရားဟာကမ္ဘာလောကကြီးတစ်ခုလုံးစัจ java လာတွေရှိသမျှတတ္တလောကကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီးတော့မေတ္တာနဲ့နေပြလိုက်တယ်အဲ့ဒီလိုမေတ္တာနဲ့နေပြခြင်းအပြင်မေတ္တာပါဝိတ္တဗဒေါသတပဟာနာယရှင်ထဲမှာရှိတဲ့လှုပ်ခတ်တတ်တဲ့ဒေါသတွေဟာကုန်ညွန်ပြက်ပြဲသွားတယ်ဒေါသဆိုဝင်းမလာတော့ဘူးကိုယ့်ရင်ထဲမှာဘသူမုန်းမာရဲဆိုတာမရှိဘူးဘသူပေါ်မကျေနပ်ဘူးဆိုတာလည်းမရှိဘူးသူကတော့ရန်သူမဟုတ်ဘူးဆိုတာလည်းမရှိတော့အလုံးပေါ်မှာလွှမ်းချုပ်ပြီးတော့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဖြစ်လာတယ်ထို့တူပဲနောက်ထပ်မေတ္တာပွားပြီးတဲ့အခါမှာဒုက္ခရောက်နေတဲ့အစမပြေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်တယ်အစမပြေတဲ့ပုဂ္ဂိုလ်တွေဒုက္ခမုံစံတုအစမပြေတာတွေကလွတ်ကြပါစေဆိုတာဒါကရုဏာပွားတာဒါကြတော့တရားအလုံးမဟုတ်တော့အစမပြေတဲ့လူအချို့အတွက်လူတိုင်းဟာအစမပြေတာမဟုတ်ပြေးနေတဲ့လူကရှိတယ်အဲ့တော့ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်ဒုက္ခမုံစံတုသူတို့အခက်ခဲတွေကလွတ်မြောက်ကြပါစေဆိုပြီးခုနလိုပဲပထမတယောက်ဒုတိယတယောက်တတိယတယောက်သရုတ်တယောက်သို့မဟုတ်အယမျက်နှာပထမအယမျက်နှာဒုတိယအယမျက်နှာတတိယအယမျက်နှာသရုတ်အယမျက်နှာအယလေးမျက်နှာလုံးပုံပြီးတော့ကရုဏာကွန်ရက်ကြီးနဲ့ဖြန့်ကျက်လိုက်အဲ့လိုကရုဏာကွန်ရက်ဖြန့်ကျက်တာဖြန့်ကျက်ပြီးတဲ့အခါမှာနောက်ထပ်မုထိတာဒါကြတော့ပေဘက်ကိုဥလှည့်လိုက်သလိုလောကမှာအစဉ်ပြေပြီးကောင်းစားနေကြတဲ့ပုဂ္ဂိုလ်တွေလောကဆိုတာကောင်းစားတဲ့ပုဂ္ဂိုလ်ကလည်းရှိတယ်လေဆင်းရဲတဲ့ပုဂ္ဂိုလ်ကလည်းရှိအဲ့ဒီကောင်းစားတဲ့ပုဂ္ဂိုလ်တွေပဲလှည့်လိုက်အောင်လှည့်ပြီးတော့ပထမတယောက်ဒုတိယတယောက်တတိယတယောက်သရုတ်တယောက်နောက်အားလုံးရှိသမျှအစဉ်ပြေနေကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာယထာလတ္တသံပတ္တိတောမာဝိကိသန္တုသူတို့ရထားတဲ့အခြေအနေကောင်းတွေလက်လွတ်မဆုံးရှုံးကြပါစေနဲ့အခြေအနေကောင်းတွေဆုံးရှုံးရင်သူတို့ဒုက္ခရောက်ကြမှာလေအဲ့တော့သူတို့ရထားတဲ့အခြေအနေကောင်းတွေချမ်းသာဒုက္ခတွေကလက်မလွတ်ကြပါစေနဲ့မဆုံးရှုံးကြပါစေနဲ့ဆိုရယ်ဒီမုဒိတာတရားကိုပွားရမယ်သူမပွားဘူးဆိုဂျက်လက်စီဖြစ်တယ်အိတ်တာဖြစ်လာမကောင်းတဲ့အညစ်အကြေးဝင်လာမယ်ဒါကြောင့်မုဒိတာပွားတယ်နောက်တစ်ခါအဆင့်မြင့်လာတဲ့အခါအခုမေတ္တာရဲ့ကရုဏာရဲ့မုဒိတာရဲ့ကဒါလှုပ်ရှားမှုတွေနဲ့သွားတာနောက်ဥပိ္ပခာဆိုတာကျတော့တည်ငြိမ်မှုနဲ့သွားလိုက်တာဥပိ္ပခာကျတော့မေတ္တာရဲ့အာယုံပြုတဲ့တရားတွေရောကရုဏာရဲ့အာယုံဖြစ်တဲ့တရားတွေရောမုဒိတာရဲ့အာယုံဖြစ်တဲ့တရားတွေရောဘယ်သူပဲဖြစ်ဖြစ်တရားမှန်သမျှသူကံနဲ့သူပဲ
ကိုလှုပ်တာကိုခံကြရမယ်ကိုလှုပ်တာကိုစံကြရတယ်နော်ဆိုတဲ့အတွေးမျိုးလေးနဲ့သဗ္ဗေတ္တကမ္မတကာအလုံးဟာကိုယ်ကံတဲ့ပဲကိုယ်ကံကိုကိုယ်ပိုင်ဆိုင်ထားကြသည့်အတွက်ကြောင့်မကောင်းတာလုပ်တာလဲမကောင်းတာလုပ်တဲ့လူတွေကလည်းမကောင်းတာကိုသွားကြမှာပဲကောင်းတာလုပ်တဲ့လူတွေကလည်းကောင်းတာပဲဖြစ်ကြမှာပဲဆိုပြီးတော့ကိုယ်စိတ်လေးကိုတည်ငြိမ်အောင်ထားလိုက်တယ်ဘယ်သူတော့ချမ်းသာပါစေဘယ်ဝါတော့ချမ်းသာပါစေလည်းမလုပ်တော့ချမ်းသာပါစေဆိုတော့မပါတော့ဥပိ္ပခာကြတော့သဗ္ဗေတ္တကာမတကာအလုံးဟာသူကံပဲလက်တွေ့ရှုလိုက်တယ်ကံနဲ့ကြည့်ပြီးတော့အခါအလုံးပေါ်မှာချစ်ချင်းမုန်းချင်းကင်းအောင်ဆောင်ရွက်လိုက်တယ်အဲ့ဒါသူ့ရဲ့အနှစ်သာရပဲချစ်နေရင်လည်းအစွန်းရောက်တာပဲမုန်းနေရင်လည်းစွန်းရောက်တာပဲလေအဲ့တော့ချစ်ချင်းမုန်းချင်းကင်းသွားပြီးတော့အလုံးဟာသဗ္ဗေတ္တကာမတကာသူကံနဲ့သူဖြစ်ကြတာပါလို့ဆိုပြီးတော့စိတ်တည်ငြိမ်စွာနှလုံးသွင်းနေထိုင်တာဥပိ္ပခဘာဝနာအဲ့လိုမေတ္တာဘာဝနာကရုဏာဘာဝနာမုရိဒဘာဝနာဥပိ္ပခဘာဝနာတရားပွားများလိုက်ခြင်းအပြင်စိတ်ရဲ့အညစ်အကြေးတွေဟာပို၍တန်ရှင်းစင်ကြယ်ပြီးတော့သွားတယ်ဆိုပြီးတော့မြတ်စွာဘုရားကပြမစိုးတရား၄ပါးပွားများဖို့ကိုအချင်းတိသုတ်တံမှာဟောလိုက်တယ်ဟောပြီးတဲ့အခါမှာဝိပဿနာတရားကိုဆက်ဟောမယ်ဒါအနာဂတ်ဆင့်ပြီးရင်အရဟတမေအတွက်သွားစရာရှိတယ်ဒါကြောင့်မို့ဒီပြမစိုးတရားဟောပြီးတဲ့အခါမှာဝိပဿနာတရားကိုဆက်ဟောတာဒီကနေ့တော့ဒီနေရာပဲဆုံးသက်ကြရအောင်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒဖြစ်တဲ့စိတ်ရည်ညစ်ကြီးများဆိုတဲ့အကြောင်းကိုဟောကြားတဲ့ဝဋ္ဌသုတ်တံထိုဝဋ္ဌသုတ်တံမှာလာတဲ့စိတ်ရည်အညစ်ကြေးတွေမိမိတို့တဏ္ဍမှာရှိတဲ့အညစ်ကြေးတွေကိုရှိမှန်းသိအောင်ကြိုးစားပြီးဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြရမယ်ကြိုးစားအထောက်ပြီးတော့အဆင့်ဆင့်မြတ်စွာဘုရားလမ်းပြတဲ့အတိုင်းလျှောက်လန်းကြပြီလင်တန်တရားကိုဆင်းရဲကလွတ်ကင်းအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းစိတ်အညစ်အကြေးများအပိုင်းလေးတရားဒေသနာတော်ဝဋ္ဌသုတ်တံမြတ်စွာဘုရားကအစဉ်တိုင်းဟောလာစိတ်အညစ်အကြေးတွေရှိရင်မကောင်းတဲ့အခြေအနေပဲဖြစ်မယ်စိတ်အညစ်အကြေးကင်းရင်ကောင်းတဲ့အခြေအနေဖြစ်နိုင်တယ်စိတ်ညစ်ကြေးဆိုတာဘာတွေလဲဆိုတာကိုရှင်းပြတယ်ရှင်းပြပြီးတော့အဲ့ဒီစိတ်ညစ်ကြေးတွေကိုပယ်ရမယ်ပယ်ပြီးတဲ့အခါမှာပို့ပြီးတော့အယောင်တင်တဲ့သဘောပေါ့ဖះအမကြည်ညိုခြင်းဘောရဏတတိဘာဝနာပွားတရားပေါ်မှာအဝိစ္စပတာရတဝင်ကြည်ညိုမှုဆိုဒါလည်းဓမ္မနုတ္တိဘာဝနာလို့ပြောနိုင်တယ်တန်ခါပေါ်မှာတဝင်ယုံကြည်ခြင်းလို့ဆိုတဲ့အဝိစ္စပတာရတန်ခါနုတ္တိအဲ့တော့သောထာကမ္မထာနေနဲ့စိတ်ကိုပို့ပြီးတော့အယောင်တောက်ပါသည်ထီအောင်လေ့ကျင့်တဲ့သဘောမျိုးမြတ်စွာဘုရားဟောတယ်ဟောပြီးတဲ့အခါမှာဒီဘောရဏတတိဘာဝနာဓမ္မနုတ္တိဘာဝနာသံဃာနုတ္တိဘာဝနာနဲ့တော့ကိလေသာစိတ်ရဲ့အညစ်အကြေးတွေဟာငြိမ်ဝတ်သွားယုံသာတတ်နိုင်တယ်အပြီးပဲဖြတ်ဖို့ဆိုတာမရှိဘူးအပြီးပဲနှုတ်ဖို့ကြတော့မဲ့နဲ့မှဖြစ်တာအဲ့တော့မဲ့နဲ့ကလည်းပဲမဲ့ရဖို့ဆိုတာဘောရဏတတိဘာဝနာတက်နဲ့မရဘူးဘောရဏတတိဘာဝနာကနေဆင့်တက်ပြီးဝိပဿနာတရားအထောက်အောင်အဲ့တော့အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘောရဏတတိဘာဝနာဓမ္မနုတ္တိဘာဝနာသံဃာနုတ္တိဘာဝနာဒီသုံးခုပြောပြီးတော့မဲ့နဲ့မတရားနဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားပုံအကန့်အသတ်နဲ့ဖယ်ရှားပုံကိုရှင်းပြီး
ထိုစိတ်ရဲ့အညစ်အကြေးတွေကင်းသွားတဲ့အခါမှာဝန္တာပီတိဖြစ်ဖို့ပီတိဖြစ်ရင်ဝန္တာမှုတွေဝမ်းမြောက်မှုတွေဖြစ်တယ်ဝမ်းမြောက်မှုဖြစ်ရင်ပီတိဖြစ်တယ်ပီတိဖြစ်ရင်စိတ်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းလို့ရှိရင်ချမ်းသာတယ်ချမ်းသာလို့ရှိရင်တမာရီရတယ်ဆိုတာထီအောင်မြတ်စွာဘုရားရှင်းလင်းဟောကြားပြီးအဲ့ဒီနေရာလေးမှာဘုရားနုဒတိဘာဝနာကလည်းဝိပဿနာကုလို့ရတယ်ဓမ္မနုဒတိကနေပြီးတော့လည်းဝိပဿနာကုလို့ရတယ်သံဃာနုဒတိကလည်းဝိပဿနာကုလို့ရတယ်ဒါပေမဲ့အဲ့ဒီနေရာမှာဝိပဿနာကုဖို့ကိုမြတ်စွာဘုရားမဟောသေးဘူးမဟောဘဲနဲ့ဘာဆက်ဟောတော့ဆိုမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်တယ်ဘာဝနာ၄မျိုးကိုဆက်ပြီးတော့ဟောတယ်အဲ့တော့ဘုရားနုဒတိဓမ္မနုဒတိသံဃာနုဒတိကလည်းပဲသမထမေတ္တာဘာဝနာကရုဏာဘာဝနာမုဒိတာဘာဝနာဥပေက္ခဘာဝနာလည်းသမထပဲသမထကျင့်စဉ်နေစိတ်ရဲ့အညစ်အကြေးကိုပို့ပြီးတော့တန်းဆင်သွားအောင်ဒီပွားနည်းတွေကိုမြတ်စွာဘုရားဟောပြီးပြီဆိုမှဝိပဿနာကျင့်စဉ်ကိုသွားလိုက်တာအထက်ကရာဖွင့်တဲ့အတိုင်းဆိုလို့ရှိရင်တော့စိတ်ရဲ့အညစ်အကြေးတွေကိုပယ်တယ်ဆိုတဲ့နေရာမှာစိတ်ရဲ့အညစ်အကြေးဖြစ်နေတာကိုအညစ်အကြေးမှန်သိတယ်သိပြီးတော့ဖယ်တယ်လို့ဆိုတဲ့နေရာမှာသိတယ်ဆိုတာဘာနဲ့သိတာတော့ဆိုဝိပဿနာဉာဏ်နဲ့သိတယ်လို့ပြောလို့ရတယ်သို့တော့သိတယ်ဆိုတဲ့စကားလုံးလေးတစ်လုံးနဲ့ပဲမြတ်စွာဘုရားဟောသွားတယ်သိပြီးတော့ဝိဒိတဝါပစေတိသိပြီးတော့ပယ်တယ်လို့ဒီလောက်လေးပဲပြောလို့အဲ့တော့သိပြီးပယ်တာအဲ့ဒီနေရာလေးမှာလည်းဝိပဿနာပါတယ်လို့ဆိုရမှာပါပြီးတော့ဝိပဿနာတရားအထုတ်တဲ့အခါမှာပယ်တာဗာနဲ့ပယ်တော့ဆိုတက္ကရာဂမိမဲ့နဲ့ပယ်တယ်လို့အမြင့်ဆုံးကိုပြောလိုက်တာအဲ့တော့မနေ့ကပြောရတဲ့အတိုင်းသောတပတိမဲ့နဲ့ပယ်ရတာရှိတယ်တက္ကရာဂမိမဲ့နဲ့ပယ်ရအနာဂမိမဲ့နဲ့ပယ်ရတာရှိတယ်အဲ့တော့အောက်မဲ့၃ပါးလို့ဆိုရမှာပေါ့အောက်မဲ့၃ပါးကအောက်မဲ့က၃ပါးရှိပြီမဲ့လို့စိတ်ရဲ့ညစ်ကြေးပယ်တာက၂ပါးပဲရှိတယ်တက္ကရာဂမိမဲ့ကတော့မပယ်နိုင်ဘူးရောကြအောင်နဲသွားအောင်ပဲလုပ်နိုင်တယ်ဒါပယ်ရဲမဲ့ကသောတပတိမဲ့နဲ့အနာဂမိမဲ့အဲ့ဒါလို့ပယ်ပုံကိုပြပြီးတော့ဝိပဿနာကိုတော့အဲ့ဒီမှာမြုပ်ထားတဲ့သဘောရှိတယ်မြုပ်ထားပြီးတော့ဘုရားနုဒတိဓမ္မနုဒတိသံဃာနုဒတိဆိုတဲ့ဘာဝနာတွေနဲ့စိတ်ကိုပို့ပြီးတော့အယောင်တောက်ပအောင်ကြိုးစားအထုတ်ပြီးတဲ့နောက်မှာမေတ္တာဘာဝနာကရုဏာမုဒိတာဥပေက္ခဆိုပြမဝိဟာရဘာဝနာတရားတွေကိုဟောလိုက်တယ်ဟောပြီးတဲ့အခါမှာဝိပဿနာခူးတာဟောတာပေါ့နော်အဲ့တော့မေတ္တာဘာဝနာပွားပြီးတော့ဘယ်လိုဝိပဿနာခူးတယ်လဲမြတ်စွာဘုရားကဒီမှာဘယ်လိုပြထားတော့ဆိုသောအဋ္ဌိဣဒံအဋ္ဌိဟိနံအဋ္ဌိပဏိတံအဋ္ဌိဣမတတင်ညာကတတဥဒ္ဒရိနေတရဏန္တိပါသနာတိဒါလေးနဲ့ခုပုံလေးကိုပြောပြတာအဲ့တော့လက်တွေ့ကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက်ဘယ်လိုမှတ်ရမလဲလို့ဆိုရင်မေတ္တာဘာဝနာပွားလိုက်တဲ့အခါမှာဆံရသွားပြီမေတ္တာဆံရသွားပြီတော့မဟုတ်ဆံမရဘူးဘယ်လိုပဲဖြစ်ဖြစ်မေတ္တာရဲ့အာယုံပေါ်မှာမေတ္တာရဲ့အာယုံဆိုတာတရားဝါရီတတ္တတရားဝါရီကိုအာယုံပြုပြီးတော့မေတ္တာပို့တာကိုပညာကိုအာယုံပြုတာမေတ္တာရဲ့အာယုံကပညာဖြစ်နေတယ်ပညာကိုအာယုံပြုပြီးတော့ဝိပဿနာမဖြစ်ဘူး
ပရမတ်ကိုအာယုံပြုနိုင်မှဝိပဿနာဖြစ်တယ်အဲဒါကြောင့်ဝိပဿနာဖြစ်ဖို့တော့တတ္တပညာလို့ဆိုရဲတရားကိုအာယုံပြုပြီးတော့ပွားတဲ့မေတ္တာအဲ့ဒီမေတ္တာဆံတစ်ခုခုကိုစနစ်တကျပွားများပြီးတဲ့နောက်အဲ့ဒီဆံကနေဆုတ်ခွာလိုက်ပြီးဆံပွားနေတဲ့အချိန်မှာဖြစ်တဲ့မေတ္တာနဲ့ပတ်သက်တဲ့နံတရားတွေကိုဥတည်ပြီးတော့ဝိပဿနာပွားရတယ်မေတ္တာရဲ့အာယုံကတတ္တပညာတရားဆိုတဲ့ပညာအဲ့ဒီပညာကိုဝိပဿနာရှုလို့မရဘူးဒါကြောင့်မို့တတ္တပညာကိုအာယုံပြုပြီးတော့ဖြစ်တဲ့မေတ္တာစိတ်ဆိုပါစို့မေတ္တာစိတ်ကိုအာယုံပြောင်းပြီးတော့ပြုရတယ်အဲ့ဒါဝိပဿနာဖြစ်သွားရောအဲ့ဒီစိတ်ရဲ့အာယုံဖြစ်တဲ့တတ္တပညာကပရမတ်မဟုတ်ဘူးဒါကြောင့်ပညာကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့မေတ္တာစိတ်ကိုပြောင်းပြီးတော့ဝိပဿနာအာယုံဖြစ်လှုပ်လိုက်တယ်အဲ့ဒါသမထအနေဝိပဿနာကူတဲ့နည်းပဲအဲ့တော့ဘုရားနုဒ္ဓတိပွားရဲဆိုတော့ဘုရားနုဒ္ဓတိပွားပြီးဖရာကုံကိုအာယုံပြုပြီးတော့တရားတွေဖြစ်တဲ့ပီတိတွေဖြစ်တဲ့ကြည်နူးနေပြီဖရာကုံကိုအာယုံပြုပြီးတော့ဝိပဿနာလုပ်လို့မရဘူးဝိပဿနာလုပ်လို့မရသည့်အတွက်ကြောင့်အာယုံကိုမယူတော့ဘဲနဲ့ဖရာဆိုတဲ့အာယုံကနေဆုတ်ခွာပြီးတော့ဖရာအာယုံကိုပြုတ်ပြီးဖရာဆိုတဲ့အာယုံကိုအာယုံပြုတ်ပြီးတော့ဖြစ်နေတဲ့ကြည်နူးတဲ့စိတ်တရားစိတ်ပီတိစိတ်တွေကိုဝိပဿနာရှုလို့ရတယ်အာယုံပြောင်းလိုက်တာပြောတာနော်ဝိပဿနာဖြစ်ဖို့အတွက်အာယုံပြောင်းလိုက်တာဖရာအာယုံပြုတ်ပြီးတော့ကြည်နူးနေတဲ့စိတ်တရားအာယုံပြုတ်ပြီးတော့ကြည်နူးတဲ့စိတ်သံဃာအာယုံပြုတ်ပြီးတော့ကြည်နူးတဲ့စိတ်အဲ့ဒီကြည်နူးတဲ့စိတ်ကိုအာယုံပြုတ်ပြီးတော့အဋ္ဌိဣထံဒီကြည်နူးတဲ့စိတ်ဆိုတာတကယ်ရှိတာပါလားကြည်နူးတဲ့စိတ်ကလေးကနန္တရားလေးအဲ့ဒီနန္တရားလေးဒီတရားဟာတကယ်ရှိတာပါလားလို့နန္တရားကိုအာယုံပြုတ်လိုက်တယ်နံကိုအာယုံပြုတ်ပြီးတော့ဒီနန္တရားလေးကဘယ်မှာဖြစ်တာလုံးလို့ဆက်ပြီးတော့အာယုံပြုတ်ကြည့်တဲ့အခါမှာနန္တရားလေးဟာမိယာဖြစ်တဲ့ဟရိယဝတ္ထုကိုမိပြီးတော့ဖြစ်တယ်ကြည်နူးတဲ့စိတ်လေးသည်ဟရိယဝတ္ထုကိုမိတယ်အဲ့တော့ကြည်နူးတဲ့စိတ်လေးကနန္တရားဟရိယဝတ္ထုကနန္တရားရဲ့မိယာယုတ်တရားဆိုဝိပဿနာရှုဖို့နန္တရားကနေဆက်နွယ်ပြီးတော့ယုတ်တရားပါသိလာတယ်တခါဟရိယဝတ္ထုဆိုတာသူတစ်ခုတည်းဖြစ်တာမဟုတ်ဘူးဟရိယဝတ္ထုသည်မဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်တယ်ဟရိယဝတ္ထုရဲ့တရားကမဟာဘုတ်၄ပါးရှိတယ်လို့အာယုံပြုတော့ယုတ်ကိုတိုးချဲ့ပြီးတော့ကြည့်လိုက်တယ်မဟာဘုတ်၄ပါးကလည်းသူတို့ကြီးမဖြစ်ဘူးကျန်တဲ့ဝဏကဏရတဩဇာဆိုတဲ့ကျန်တဲ့ယုတ်လေးမျိုးနဲ့တွဲဖက်ပြီးတော့ဖြစ်တယ်အနည်းဆုံးအတ္တကလယုတ်၈ခုဖြစ်သွားတယ်အဲ့တော့ဝန္တပီတိဖြစ်နေတဲ့ကြည်နူးတဲ့စိတ်ကလေးကြည်နူးတဲ့စိတ်ဝန္တပီတိစိတ်လေးဟာနန္တရားအဲ့ဒီဝန္တပီတိဖြစ်နေတဲ့နန္တရားရဲ့မိယာဟရိယဝတ္ထုကယုတ်တရားဟရိယဝတ္ထုရဲ့မိယာဖြစ်တော့မဟာဘုတ်၄ပါးကယုတ်တရားမဟာဘုတ်၄ပါးနဲ့ဆက်နွယ်ပြီးတော့ဖြစ်နေတဲ့အရာတွေကရှုပ်တရားမဟာဘုတ်၄ပါးကိုမိဖြစ်တဲ့ဉာဏ်တွေကယုတ်တရားလို့အဲ့ဒါလို့ကိုလက်လန်းမိတဲ့ယုတ်နဲ့နံဒီနှမျိုးကိုခွဲခြားပြီးတော့ဆင်ញင်သုံးသပ်တာအဲ့ဒါဝိပဿနာလမ်းကြောင်းဘက်ကိုကူလိုက်တယ်လို့ခေါ်တာပဲအခုမြတ်စွာဘုရားကမေတ္တာဘာဝနာပွားမေတ္တာဘာဝနာပွားရဲဆိုတာဘာလို့တရားရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေဖြစ်နေတယ်မေတ္တာစိတ်ဆိုတာအကျိုးစီးပွားကိုလိုလားတဲ့စိတ်အမုန်းကင်းတဲ့စိတ်အလုံးရဲ့မုန်းတိမှုဆိုတာမရှိဘူးအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေလူသဘောထားတဲ့စိတ်အဲ့ဒီစိတ်ကိုပြောင်းပြီးတော့အာယုံပြုတ်လိုက်တဲ့အခါမှာစိတ်ကိုအာယုံပြုတ်ပြီးတော့ဖြစ်တဲ့ဝိပဿနာတရားဝိပဿနာစိတ်ပေါ်လာတယ်အဲ့တော့ဒါလေးက
တရားတွေကိုတရားပညာကိုအာယုံပြုတတ္တပညာကိုအာယုံပြုပြီးတော့ဖြစ်နေတဲ့မေတ္တာလေးကနန္တရားထိုမေတ္တာလေးဟာဟရိယဝတ္ထုဆိုတဲ့နှလုံးသားပေါ်မှာတည်နေတယ်ဟရိယဝတ္ထုဆိုတာယုတ်တရားဟရိယဝတ္ထုသည်မဟာဘုတ်၄ပါးနဲ့ဆက်သွယ်ပြီးမဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်ရတဲ့ဥပါဒယုတ်ဖြစ်တယ်ဆိုတော့မဟာဘုတ်၄ပါးကဟရိယဝတ္ထုရဲ့တရားယုတ်ဖြစ်တယ်သူနဲ့တွဲဖက်လာတဲ့ဥပါဒယုတ်တွေအဲ့တော့မဟာဘုတ်နဲ့ဥပါဒယုတ်ဆိုကိုလက်လန်းမိတဲ့ယုတ်တွေရှုလို့ရသွားတယ်မေတ္တာစိတ်ကိုရှုတယ်မေတ္တာစိတ်ရဲ့တရားဟရိယဝတ္ထုတို့မဟာဘုတ်တို့ကိုရှုတယ်ဆိုဒီနှစ်ခုကိုကွဲကွဲပြားပြားသိသွားတယ်နော်မေတ္တာစိတ်ကနန္တရားမေတ္တာစိတ်ရဲ့တရားဟရိယဝတ္ထုတို့မဟာဘုတ်တို့ကယုတ်တရားဟောယုတ်နဲ့နံနဲ့ရှုလိုက်တာတော့မေတ္တာဆံကအဲ့လိုရှုသလိုကရုဏာဆံကလည်းပဲအဲ့လိုဆံကထပြီးတဲ့အခါမှာစိတ်ကိုအာယုံပြုလိုက်တယ်မုဒိတာဆံကလည်းအဲ့လိုပဲအာယုံပြုလိုက်တယ်ဥပိ္ပခာဆံကထပြီးတော့လည်းအဲ့လိုအာယုံပြုလိုက်တယ်အဲ့ဒါသမထကနေဝိပဿနာပြောင်းတယ်ဆိုတာအဲ့လိုပြောင်းတာနော်မေတ္တာကရုဏာမုဒိတာဥပိ္ပခာတို့ရဲ့သူတို့ရဲ့အာယုံကတတ္တပညာတရဝပုဂ္ဂိုလ်တရဝကိုမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ကိုမေတ္တာပို့နေတဲ့တရဝအဲ့ဒါကပညာအဲ့ဒီပညာကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့မေတ္တာစိတ်ကရုဏာမုဒိတာဥပေက္ခစိတ်တွေကိုပြောင်းပြီးတော့အာယုံပြုလိုက်လို့ရှိရင်နန္တရားကိုအာယုံပြုတာဖြစ်တော့ကြောင်းဒါကြတော့ဝိပဿနာရဲ့အာယုံအဲ့ဒီနေရာလေးမှာကူးတာနော်ဝိပဿနာကူးတယ်ဆိုတာသမထအနေဝိပဿနာကူးတယ်ဆိုတာအဲ့လိုပုံစံတကူရမယ်နော်အာယုံပြောင်းလိုက်တာလို့မှတ်ရအဲ့ဒါလိုအာယုံပြောင်းတော့လူရဲ့မှတ်တဲ့အာယုံကခုနမေတ္တာပို့နေတဲ့စိတ်သည်ဝိပဿနာစိတ်ရဲ့အာယုံဖြစ်သွားရောကိုလုံးနေတာကဝိပဿနာစိတ်ဖြစ်သွားရောအဲ့ဒီဝိပဿနာစိတ်ကဘယ်သူတို့လို့မေးလို့ရှင်မဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးတဲ့ကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိအဲ့ဒီ၅မျိုးပဲသမ္မာဝါစာသမ္မာကမ္မဋ္ဌသမ္မာအာဇီဝတို့ကတော့သီလဆိုတော့ချွတ်တင်ပြီးတော့ပြည့်စုံပြီးသားဖြစ်တယ်ဒီတရားမှသူတို့အလုံးလုံးထားမပါဘူးအဲ့တော့ဒီမေတ္တာစိတ်လေးကိုပြန်ပြီးသုံးသပ်နေတဲ့စိတ်ကိုဝိပဿနာစိတ်လို့ခေါ်အဲ့ဒီဝိပဿနာစိတ်လေးမှာအဓိကခေါင်းဆောင်နေတာကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုလိုတာကနော်တတိပါတယ်သမာဓိပါတယ်ဝိရိယပါတယ်ဝိတက်ပါတယ်ပညာပါတယ်ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒီပညာကဝိပဿနာပဲဖြစ်တယ်သမ္မာဒိဋ္ဌိကဝိပဿနာပဲဖြစ်တယ်သူ့ရဲ့ပံ့ပိုးကူညီတာတွေကဘယ်သူတွေတုန်းဆိုသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဒီသဘာဝတရားတွေကဝိပဿနာကိုပံ့ပိုးကူညီပေးနေတာအာယုံပြောင်းလိုက်တာကိုသဘောပေါက်ဖို့လိုတယ်ပေါ့အဲ့တော့ဝိပဿနာတရားကမေတ္တာစိတ်ကိုအာရုံပြုတယ်မေတ္တာစိတ်ရဲ့မိယာဖြစ်တဲ့ဟရိယဝတ္ထုနဲ့မဟာဗုဒ္ဓတွေကိုအာရုံပြုတယ်ဆိုတော့ဝိပဿနာရဲ့အာယုံသည်ယုံနာဖြစ်သွားရောနော်ယုံနဲ့နာဖြစ်သွားရောအဲ့ဒီယုံနာဘောကိုဒါကယုတ်ဒါကနာဒါဟာတကယ်ရှိတဲ့တရားပဲလို့ဒီသုတ်တံမှာမြတ်စွာဘုရားအကျဉ်းလေးတင်ဟောတာသောအဋ္ဌိဣဒံတိပသနာတိအဋ္ဌိဣဒံဒါရှိနေပါလားအာယုပြုလိုက်လို့တွေ့တယ်ဟာဒါရှိနေတယ်ဒါဖြင့်ရှိနေတယ်လို့ပြောတယ်ခုနကမေတ္တာစိတ်ရဲ့ဟရိယဝတ္ထုရဲ့ဟရိယဝတ္ထုရဲ့တရားဖြစ်တဲ့မဟာဘုတ်ဆိုတဲ့ယုတ်တည်ရဲ့အဲ့ဒီယုတ်နဲ့နာကဘာတုံးလို့မေးလို့ရှိရင်ဒုက္ခသစ္စာပဲအဲ့တော့ဝိပဿနာရဲ့အာယုံကဒုက္ခသစ္စာဖြစ်သွားတယ်အဲ့တော့ဝိပဿနာဉာဏ်နဲ့ဒုက္ခသစ္စာကိုသိလာ
ရှုံးတဲ့နံကိုသိတာဘာကိုသိတာတော့ဆိုရင်ဒုက္ခသစ္စာကိုသိတာဘာကိုရှုတာတော့လို့မေးရင်လည်းဒုက္ခသစ္စာကိုရှုတယ်ဘာနဲ့ရှုတာတော့ဆိုရင်မဂ္ဂသစ္စာနဲ့ရှုတယ်ဒါဝိပဿနာလုပ်တဲ့ဆိုတာဒီနှစ်ခုနဲ့သွားတာသစ္စာရှုတော့ငါပြောမယ်ဆိုရင်မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုတာဝိပဿနာကျင့်ခြင်းပဲဖြစ်တယ်အဲ့ဒါကိုမြင်ဖို့မြတ်စွာဘုရားကအဋ္ဌိဣဒံအဲ့တော့ဒုက္ခမြင်တယ်လို့ဆိုလိုက်တာနဲ့ဒုက္ခသစ္စာဆိုတဲ့မေတ္တာစိတ်ရဲ့တရားဖြစ်တဲ့ဟရိယဝတ္ထုနဲ့မဟာဗုဒ္ဓေအဲ့ဒီအာယုန်နှစ်ခုဟာဒါဒုက္ခသစ္စာတွေ့လိုက်တာနဲ့တပြိုင်နက်ဒီဒုက္ခသစ္စာဟာဘယ်သူကြောင့်ဖြစ်နေရတာတုံးလို့ကြည့်လိုက်တဲ့အခါမှာသမုဒိယသစ္စာဆိုတော့တွေ့ပြန်အကြောင်းရှာလိုက်တဲ့အခါကျတော့ဒါတဏှာသမုဒိယအခြေခံပြီးတော့ဖြစ်နေတာပဲဆိုတာအကြောင်းတရားကိုသိလိုက်တာအဲ့တော့ဒုက္ခသစ္စာကိုသိတဲ့အခါမှာဒုက္ခသမုဒိယလို့ဆိုတဲ့သမုဒိယသစ္စာကိုလည်းသိသွားတယ်အဲ့ဒါကိုအဋ္ဌိဟိနံအဋ္ဌိပဏိတံဆိုတဲ့စကားနဲ့မြတ်စွာဘုရားကအဋ္ဌိဣဒံကဒုက္ခသစ္စာကိုသိတာအဋ္ဌိဟိနံကျတော့အကုသိုလ်ဖြစ်တဲ့သမုဒိယသစ္စာကိုသိတာဒီလိုမြတ်စွာဘုရားကဟောလို့ရမယ်ဖြစ်တယ်ပေါ့နော်ဒီလိုဟောတာအဲ့တော့အဲ့ဒီမှာအဋ္ဌိပဏိတံကြတော့မဂ္ဂသစ္စာကိုပြန်သိတာပြီးတော့မှအဋ္ဌိဣမတ္တတင်ညာကတ္တဥဒ္ဒရိနေတရဏံအခုဖြစ်နေတဲ့ရှုပ်တရားနန္တရားအခုဖြစ်နေတဲ့မှတ်သိနေတဲ့နန္တရားရဲ့ထိတဲ့တာလွန်တဲ့တရားဆိုတာရှိသေးတယ်လို့ဒီလိုသိတာကြတော့မဂ္ဂသစ္စာကိုသိတယ်လို့သူတို့ဆိုတယ်နိဗ္ဗာန်ကိုသိတယ်လို့ဆိုလို့တယ်និရောဓသစ္စာကိုသိတယ်ပေါ့အဲ့ဒါဝိပဿနာပဲကုသွားတာနဲ့တပြိုင်နက်သစ္စာရှုတော့ငါပဲပြောတော့တာဝိပဿနာဉာဏ်လို့ခေါ်တာကမဂ္ဂသစ္စာအဲ့ဒီဝိပဿနာဉာဏ်ရဲ့ရှုရတာကဒုက္ခသစ္စာကိုမြင်လိုက်တာနဲ့ဒုက္ခရဲ့အကြောင်းဖြစ်တဲ့သမုဒိယကိုလည်းတွေ့တယ်ဒုက္ခရဲ့သမုဒိယရဲ့အကြောင်းကိုတွေ့ပြီးတော့ဒုက္ခនិရောဓဆိုတဲ့နိဗ္ဗာန်ကိုမြင်တယ်မစိတ်ပေါ်ပြီးဆိုရင်ဒီဟာတွေကအလုံးကိစ္စပြီးသွားတာသူဟာအဲ့တော့သစ္စာ၄ပါးကိုတခါတည်းဘယ်လိုလုပ်ပြီးတော့မြင်တာလဲဝိပဿနာဉာဏ်ခိုက်မှာတော့တပြိုင်တည်းမမြင်နိုင်ဘူးမကြပြီဆိုတဲ့အချိန်မှာတပြိုင်တည်းမြင်သွားတယ်မြင်တယ်ဆိုတာလည်းပဲကိစ္စပြီးတာကိုပြောတာတစ်ခါတလေကြတော့ဥပမာမဲ့မကြအောင်လေးကိုပြောရမယ်ဆိုလို့ရှိရင်ရှုတာကဒုက္ခသစ္စာကိုရှုတဲ့အခါမှာဒုက္ခသစ္စာရဲ့ချုပ်ငြိမ်းရာကိုမြင်တာကនិရောဓသစ္စာကိုမြင်လိုက်တာនិရောဓသစ္စာကိုမြင်လိုက်တာနဲ့သမုဒိယသစ္စာကိုပယ်လိုက်တယ်နော်မြင်လိုက်တာနဲ့ပယ်လိုက်ပြီးသားဖြစ်သွားတယ်ရှုတဲ့တရားကမဂ္ဂသစ္စာအဲ့ဒီ၄ခုဟာတပြိုင်တည်းဖြစ်သွားတယ်ဆိုတာကိစ္စပြီးသွားတယ်လို့သူဆိုလို့ရတယ်ပေါ့တပြိုင်တည်းဖြစ်တယ်ဆိုတဲ့ဥပမာကိုဘယ်လိုလုပ်ပြီးတော့တပြိုင်တည်းဖြစ်တယ်လဲဆိုရင်စီမီကွက်ကလေးထွန်းတာကိုကြည့်စီမီကွက်လေးဟာမိတော့ကလေးတောက်တာနဲ့အလုပ်၄ခုတခါတည်းပြီးသွားတယ်ထွဲနဲ့ပြီးသွားတယ်အလုပ်၄မျိုးတခါတည်းပြီးတယ်အလုပ်၄မျိုးကဘာလို့ဆိုအမှောင်ကိုပယ်ဖြောက်ခြင်းအလုပ်တစ်ခုအမှောင်ကိုပယ်ဖြောက်ခြင်းအလင်းကိုဖော်ဆောင်ခြင်းအမှန်ကိုပယ်ဖြောက်အမှောင်ကိုပယ်ဖြောက်ခြင်းလင်းလိုက်တာတစ်ခုမှောင်ပြောက်သွားတာတစ်ခုအလင်းကိုဖော်ဆောင်ခြင်းအမှန်ကိုပယ်ဖြောက်ခြင်းနှစ်ခုနော်အမှောင်ကိုပယ်ဖြောက်ခြင်းနောက်တစ်ခုကမိစာကိုတူစေခြင်းနဲ့စီကိုကုန်းစေခြင်းတပြိုင်တည်းဖြစ်တာ
အတိုင်းတာတစ်ခုရမိစာကုန်သွားပြီအတိုင်းတာတစ်ခုရစီခံသွားပြီသူလောင်ပလိုက်တာဟုတ်အဲ့တော့ဒီမီးလေးထွန်းလိုက်တာကိစ္စ၄ခုဟာတခါတည်းပြီးသွားတယ်လို့သူတို့ဆိုလို့တယ်မက်ပေါ်လိုက်ရင်လည်းအဲ့လိုပဲတခါတည်းပေါ်သွားတယ်တစ်ခုကိုဖြောက်တယ်တစ်ခုကိုဖော်ဆောင်တယ်နော်တစ်ခုကိုဖော်ဆောင်တယ်ကျန်တဲ့ဟာကိုကုန်ခန်းစေတယ်ကျန်တဲ့ဟာကုန်ခန်းစေတယ်တူသွားစေတယ်မီးရဲ့ဥပမာနဲ့ message ပေါ်လာလို့ရှိရင်အဲ့လိုဆိုလို့ရတယ်ပေါ့အဲ့တော့သစ္စာ၄ပါးဆိုတာဝိပဿနာတရားအထုတ်ပုံအကျဉ်းအားဖြင့်ဟောကြားတဲ့ဟာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားထိသုတ်တံမှာအကျဉ်းလေးတွေဟောတာသောအဋ္ဌိဣဒံဝိပဿနာရှုလိုက်တဲ့အခါမှာမေတ္တာစိတ်ကိုဝိပဿနာရှုလိုက်တဲ့အခါမှာမေတ္တာစိတ်ဆိုတာတကယ်ရှိတာပါလားမေတ္တာစိတ်ရဲ့မိယာယုတ်တရားလည်းတကယ်ရှိတာပါလားယုတ်နဲ့နံဆိုတာတကယ်ရှိပါလားဆိုတာတွေ့လာပြီးတဲ့အခါမှာဝိပဿနာအစဉ်စဉ်ဘယ်လိုတက်သွားတော့ဆိုပထမယုတ်နဲ့နံနဲ့ကွဲသွားတယ်မေတ္တာစိတ်လေးကနန္တရားမေတ္တာစိတ်ရဲ့မိယာဟရိယဝတ္ထုတို့မဟာဗုဒ္ဓကယုတ်တရားယုတ်နဲ့နံနှစ်ခုပေါင်းစပ်ပြီးတော့ဖြစ်လာတာပဲလို့ဒီလိုသိတယ်လို့သိပြီးတော့ဒီယုတ်နံနှစ်ခုကဘာကြောင့်ဖြစ်တယ်လဲယုတ်ကဘာကြောင့်ဖြစ်တယ်လဲနံကဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းတွဲဖက်သိလာတယ်ယုတ်နဲ့နံသိတာကနာမရူပပရိစ္ဆေဒညာသိလိုက်တာနဲ့ဒိဋ္ဌိဝိသုဒ္ဓိဒိဋ္ဌိဝိသုဒ္ဓိအတ္တဆိုတာမရှိဘူးယုံနဲ့နာမည်ရှိတယ်တရဝဆိုတာမရှိဘူးယုံနဲ့နာမည်ရှိတယ်ဆိုတဲ့အသိဟာအမြင်ဟာစင်ကြယ်သွားတယ်အဲ့တော့နာမရူပပရိစ္ဆေဒညာဒိဋ္ဌိဝိသုဒ္ဓိအဲ့ဒါသိပြီးတဲ့အခါမှာဒီယုံနဲ့နာဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းတရားကိုပါတွဲဖက်သိလိုက်တယ်ပစ္စုပန်မှာဒီအကြောင်းကြောင့်ဖြစ်လို့ရှိရင်အတိတ်တုန်းကလည်းဓာကြောင့်ဖြစ်တာပဲနောက်အနာဂတ်ရှိနေသေးရင်လည်းဓာကြောင့်ဖြစ်မှာပဲဆိုတာအကြောင်းတရားနဲ့ပတ်သက်ပြီးဆုံးဖြတ်နိုင်စွမ်းရှိလာတာပစ္စယပရိက္ခညာဆုံးဖြတ်နိုင်တဲ့ဖြင့်တန်တရားကင်းသွားတာကကင်္ခဝိတရဏဝိသုဒ္ဓိဒါဝိပဿနာဉာဏ်ရဲ့ရှေ့မှာဝိပဿနာဉာဏ်ရဲ့အခြေခံအနေနဲ့ဒီဝိသုဒ္ဓိနှစ်ပါးဝိသုဒ္ဓိဆိုတာလည်းဉာဏ်ပဲလေနာမရူပပရိစ္ဆေဒဉာဏ်ကိုပဲဒိဋ္ဌိဝိသုဒ္ဓိခေါ်တာပစ္စယပရိက္ခဉာဏ်ကိုပဲကင်္ခဝိတရဏဝိသုဒ္ဓိလို့ခေါ်တာအဲ့ဒီဉာဏ်ဖြစ်လိုက်ရင်ဒါဝိပဿနာရဲ့အခြေခံဉာဏ်နှစ်ခုဖြစ်သွားတယ်အဲ့ဒီဉာဏ်ကနေပြီးတော့ဆက်လက်ပြီးခုနကမှတ်ယူထားတဲ့ယုတ်နဲ့နံကိုဆင်ញင်သုံးသပ်ကြည့်တော့ဒီယုတ်တဲ့နံတွေဟာဖြစ်လိုက်ပြက်လိုက်ဖြစ်နေတဲ့သဘောတွေကိုပုတ်တိုက်ပြီးတော့ဆင်ញင်သုံးသပ်ကြည့်လိုက်တာသမ္မတနာဉာဏ်လို့ခေါ်တယ်ဆင်ញင်သုံးသပ်ကြည့်လို့တဘာဝတွေကိုတွေးလာပြီးတဲ့နောက်မှာဖြစ်မှုပြက်မှုပေါ်မှာအာယုံရောက်သွားပြီဆိုရင်ဥရိယဗျဉာဏ်ဖြစ်လာပြီးတဲ့နောက်မှာဖြစ်တာတောင်မှပဲမြန်လွန်အားကြီးလို့ဖြစ်တာတောင်မသိလိုက်ဘူးပြက်တာပဲသိနေတယ်ဆိုရင်ဖင်ကဉာဏ်လို့ဖြစ်သွားတယ်အဲ့ဒါဝိပဿနာဉာဏ်မှာရှင်းသန်သွားတဲ့အနေထားမျိုးဖြစ်တယ်ဥရိယဗျဉာဏ်အနိစ္စကိုမြင်တာဖင်ကဉာဏ်ကြတော့အဲ့ဒီအနိစ္စလမ်းဆုံးသွားတာလုံးဝပျက်စီးနေတာပါလားဆိုတာကိုသိလာတယ်အဲ့တော့သင်္ခါရတရားတွေအားလုံးဟာကိုမြင်တဲ့သင်္ခါရတရားနဲ့အလားတူတဲ့ယုတ်တိနံတွေကိုကြည့်လိုက်ရင်လေဒီလိုဖြစ်ပြီးဒီလိုပြက်နေတယ်ဆိုတာသူမြင်တယ်မြင်လာတဲ့အခါကျတော့အသိဉာဏ်ကတဖြည်းဖြည်းပြောင်းသွားတယ်ဒီလက္ခဏာရှိပုံကတော့ဒီပင်ကဉာဏ်မှာအနိစ္စဆိုတာသဘောပေါက်သွားလမ်းဆုံးသွားတယ်တော့အနိစ္စမမြဲဘူးဆိုတာကိုသိပြီးတဲ့နောက်မှာဘယ်လိုခေါင်းထဲမှာအသိဉာဏ်တွေဝင်လာတော့ဆိုပြက်နေတာကြီးကိုကြည့်လိုက်တဲ့အခါကြောက်เสียကြီးပါလားလို့မြင်လာတာပဲညာနော်ပြက်နေတာကိုမြင်မှများတဲ့အခါကြောက်เสียကြီးပါလားဒါအသိဉာဏ်တိုးလာပုံပြောတာတိုးလာတဲ့အခါကျတော့အပြစ်တွေတပြက်တည်းပြစ်ပြီးတော့ကြောက်เสียကြီးပါလားအနေအမြန်လိုက်တာလို့မြင်တာအာရိနဝညာ
ဒါကြီးကလွတ်မှဖြစ်တော့မယ်ငါလက်ထဲလဲဆုပ်ကင်ထားလို့မဖြစ်ဘူးဒါကြီးကိုလွတ်လိုက်မှဖြစ်မယ်သို့မဟုတ်ဒီသင်္ခါရတရားတွေကငါလွတ်မှဖြစ်မယ်လို့လွတ်ချင်လာတဲ့အတွေးပေါ်လာတာမောစီတုကမြတာညာညီငွေလာတယ်ပေါ့လေညီငွေလာတယ်အပြစ်တွေမြင်လာတော့ညီငွေလာတယ်လေညီငွေလာတာကနေဗိဒညာညီငွေတယ်ဆိုတာตาရစရာရှာမတွေ့တော့နော်ထပ်ပြောမယ်ဆိုရင်အနိစ္စအဆုံးထိသိလိုက်တာကပင်ကညာပြီးတဲ့အခါမှာအနိစ္စဒုက္ခအနတ္တအစွမ်းကုန်ဖြစ်သွားပြီးသည့်အတွက်ကြောင့်ကြောက်စရာကြီးပါလို့မြင်တာပယညာအပြစ်များလိုက်တာလို့မြင်တာအာရိနဝညာစိတ်ပြည့်စရာကြီးပဲตาရစရာရှာမတွေ့ဘူးညှင်းငွေ့တယ်ဆိုတာနေဗိဒညာညှင်းငွေ့ပြီးဆိုတော့လွတ်ချင်လာတာကမောစီတုကမြတာညာလွတ်ချင်လို့လွတ်လန်းကိုလိုက်ရှာတာကပဋိသင်္ခာညာနော်အဲ့လိုလွတ်လန်းရှာရင်ကနေပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝကိုကောင်းကောင်းကြီးသိလာပြီးတော့သင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းချင်းပျောက်ကင်းသွားပြီးတော့သင်္ခါရတရားတွေရဲ့ဖြစ်မှုပြမှုတွေပေါ်မှာလစ်လျူရှုနိုင်သွားတယ်အရင်ကလို့ကြောက်စရာကြီးလို့မမြင်တော့ဘူးညှင်းဝေးစရာကြီးလို့လည်းမမြင်ဘူးအပြစ်လို့လည်းမမြင်တော့ဘဲနဲ့သူကကြောက်ချစ်ချင်းမုန်းချင်းဆိုတာနှစ်ခုဖယ်လိုက်တာကိုသင်္ခါရုပ္ပခညာလို့ခေါ်တယ်စိတ်တည်ငြိမ်သွားတာလေချစ်နေမုန်းနေဆိုရင်သူကစိတ်လှုပ်ရှားမှုဖြစ်နေတာအဲ့တော့ဉာဏ်ထက်လာတဲ့အခါကျတော့ချစ်စရာလည်းမဟုတ်ဘူးမုန်းစရာလည်းမဟုတ်ဘူးဒီသဘာဝကြီးကဒီတိုင်းပဲဆိုတာစိတ်အေးလက်အေးနဲ့ရှုနိုင်သွားတာအဲ့ဒါသင်္ခါရုပ္ပခညာလို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ဒီဝိပဿနာဉာဏ်နဲ့မှာအမြင့်ဆုံးဉာဏ်လို့ပြောရမှာဖြစ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ကိုပဲရင့်တန်ထွားကြိုင်အောင်ကြိုးစားသူကကြာလေအသိဉာဏ်ဆိုတာတိုးတက်လာလေနောက်ဉာဏ်သင်္ခါရုပ္ပခဉာဏ်ရဲ့နောက်မှာကြတော့အနုလောမဉာဏ်ဆိုတာပဲရှိတော့တယ်ဒါလည်းပဲသူ့ကိုလျော်အပြင်ခေါ်တာဖြစ်တယ်သင်္ခါရုပ္ပခဉာဏ်အနုလောမဉာဏ်ဆိုတာဖြစ်လာတယ်အဲ့ဒီအနုလောမဉာဏ်ကအောက်ဖြစ်တဲ့ဝိပဿနာဉာဏ်နေနဲ့အထက်ကဖြစ်လာမဲ့မဲ့ဉာဏ်တို့နဲ့ဒီနှစ်ခုကိုပေါင်းကူးပြီးတော့စီလျော်အောင်ဖန်တီးပေးတဲ့သဘောပေါ့နော်ပေါင်းဆက်ပေးတဲ့သဘောအဲ့ဒီနုလောမဉာဏ်ကလည်းသင်္ခါရကိုအာရုံပြုတာပဲသင်္ခါရကိုအာရုံပြုပြီးတော့အဲ့လိုဖြစ်လာတယ်အဲ့လိုဖြစ်လာပြီးတဲ့နောက်မှာသင်္ခါရတရားတွေရဲ့အခိုက်ကလေးတစ်ခုမှာဝိပဿနာဉာဏ်ကအားကောင်းလာတဲ့အခါမှာတဆိုင်တချောင်းလုံးရှုမြင်သုံးသပ်လာတဲ့ရှုံဏဆိုတဲ့သင်္ခါရတရားတွေစောစောကမြင်လာတဲ့ကြောက်စရာကြီးပဲဆိုတာတွေမြင်လာခဲ့တဲ့သင်္ခါရတရားတွေရဲ့ချုပ်ဆုံးသွားတဲ့အဆင့်လေးကိုတွေ့လိုက်တယ်သင်္ခါရဏအပ္ပဝတိသင်္ခါရတွေပြတ်ထွက်သွားတဲ့အနေအထားမျိုးလေးကိုမြင်လိုက်တာဒါနိဗ္ဗာန်ကိုမြင်တာလို့ဆိုတယ်သင်္ခါရဏအပ္ပတိမတ္တမေဝနိဗ္ဗာန်ဘာဝေပိသင်္ခါရတွေရဲ့မဖြစ်မှုကိုနိဗ္ဗာန်လို့ခေါ်တယ်ဘာလို့ဆိုရင်စာပေထဲမှာဘလို့ဆိုတော့ဆိုနော်ခန္ဓာ၅ပါးတဏှာကျင်တဲ့ခန္ဓာတေဝမကခန္ဓာ၅ပါးကဒုက္ခသစ္စာတဏှာကသမုဒယသစ္စာလို့ပြောပြီးတဲ့အခါမှာဥပိ္ပနံအပ္ပဟောတိនិရောဓသူသုံးတယ်ဥပိ္ပနံအပ္ပတိဆိုအကြောင်းဖြစ်တဲ့သမုဒယသစ္စာအကျိုးဖြစ်တဲ့ဒုက္ခသစ္စာဒီနှစ်ခုလုံးမဖြစ်တဲ့အနေအထားဟာនិရောဓသစ္စာလို့သူဆိုတယ်နော်အကြောင်းမဖြစ်လို့အကျိုးလည်းမဖြစ်ဘူးဆိုလိုတာကဒုက္ခသစ္စာနဲ့သမုဒယသစ္စာမရှိတော့သင်္ခါရတွေချုပ်ဆုံးသွားတယ်ဆိုရယ်အနေထားပြောတာအဲ့ဒီသင်္ခါရတွေမဖြစ်တော့တဲ့အဆင့်ဟာနိဗ္ဗာန်ပဲအဲ့ဒါကိုမြင်လိုက်တာနဲ့တပြိုင်နက်နိဗ္ဗာန်ကိုမြင်လိုက်တာနဲ့တပြိုင်နက်မက်စိတ်ကဖွာကနေဖြစ်လာပြီးတော့သောတပတိမက်ဆိုရင်ဒိဋ္ဌိဝိသေကိစ္စကိုဖယ်ပလိုက်တယ်အနာဂါမိမက်ဆိုရင်ကာမရာဂနဲ့ဗျာပါဒကိုဖယ်ပလိုက်တယ်အရဟတမက်ဆိုရင်ဉာဏ်နဲ့ကိလေသာတွေကိုဖယ်ပလိုက်တယ်တဂရဂါမိမက်ကတော့ကိလေသာတွေကိုရောပါအောင်လုပ်တယ်ဖယ်တာမရှိဘူးအဲ့ဒါလို့နဲ့
ရှင်ထဲမှာရှိတဲ့စိတ်ရဲ့အညစ်အကြေးတွေဆိုတာအရဟတမေပေါ်လိုက်တာနဲ့တပြိုင်နက်အလုံးကုန်သွားပြီအဲ့ဒါကိုအတူဆုံးနည်းနဲ့မြတ်စွာဘုရားဒီမှာပြတာအဋ္ဌိဣဒံဒုက္ခသစ္စာဆိုတာရှိတယ်အဋ္ဌိဟိနံသမုဒယသစ္စာဆိုတာရှိတယ်အဋ္ဌိပဏိတံမေဃသစ္စာဆိုတာရှိတယ်အဋ္ဌိဣမတတင်ညာကတတအခုသိနေတဲ့အသိပညာနဲ့တကွဖြစ်တဲ့တရားတွေရဲ့ထွက်ပေါက်ထွက်ရဆိုတာရှိတယ်နိဗ္ဗာန်ဆိုတာရှိတယ်လို့အဲ့လိုသိတယ်လို့ဒီသုတ်တံမှာဒါလေးပဲမြတ်စွာဘုရားဟောလိုက်တာနော်ဒါဝိပဿနာကျင့်စဉ်ကိုဟောတာပဲဝိပဿနာသွားတာခုနတိုင်းပဲသွားတာပဲဝိပဿနာရဲ့အခြေခံအာယုံကယုံနဲ့နာသာဖြစ်တယ်ဘယ်ကနေကူးဆက်တဲ့ယုံနာမဲ့ဖြစ်ဥပမာထွက်လေဝင်လေမှတ်ရင်သွားတယ်ဆိုရင်ထွက်လေဝင်လေကယုတ်လေထွက်လေဝင်လေကိုသိနေတာနာလေအဲ့ဒီယုံနဲ့နာနှစ်ခုကနေပြီးတော့သွားမှာပဲအဲ့တော့ဝိပဿနာကူးတယ်ဆိုတာရှုံးတဲ့ဘက်ကိုပြောင်းရှုတာဆိုလို့တယ်ပေါ့အဲ့လိုဆိုလို့တယ်အဲ့တော့ဘုရားကိုအာယုပြုပြီးတော့လေတရားသူတရားမြတ်ရသွားကြတယ်ဆိုတာအဲ့ဒီသဘောပဲဘုရားကိုအာယုပြုပြီးတော့ကြည်နူးနေတဲ့ပီတိတွေရှိတယ်အဲ့ဒီပီတိကိုဝိပဿနာအာယုလုပ်ပြီးတော့ရှုလိုက်ရင်လေမညာဖို့ညာရသွားတာပဲမရှုသေးသေးတော့မရဘူးနော်ပီတိပေါ်မှာကျင့်တတ်နေုံနဲ့တော့မရဘူးယုံနဲ့နာဖြစ်ပေါ်နေတဲ့သဘာဝတွေကိုယုံနဲ့နာကွဲအောင်ရှုနိုင်ပြီဆိုမှဒါရတယ်အဲ့တော့မြတ်စွာဘုရားကအခုလိုဝိပဿနာဘာဝနာချင်းချင်ကြုတ်ကိုအထုပ်ပုံကိုပြောလိုက်တာအဲ့ဒါကိုထက္ကရာရှင်းပြတာအဋ္ဌိဣဒံဒီယုတ်တရားနံတရားရှိတယ်လို့ဆိုတာဟာဒုက္ခသစ္စာကိုသိတာပါပဲတဲ့အဋ္ဌိဟိနံဆိုတာသမုဒယသစ္စာကိုသိတာပါတဲ့အဋ္ဌိပဏိတံဆိုတာမေဃသစ္စာကိုသိတာပါအဋ္ဌိနော်ဥဒ္ဒရိတင်ညာကတတနေတရဏဆိုတာကនិရောဓသစ္စာကိုသိတာပါလို့အဲ့တော့အရဟတမေရဲ့ရှေ့ရဲ့ဝိပဿနာသိတဲ့အဆင့်ကိုခုဒီမှာဟောလိုက်တာဉာဏ်နာဖြစ်ဖို့အရဟတမေရဲ့ရှေ့မှာဖြစ်တဲ့ဝိပဿနာကိုဟောတာအဲ့တော့မက်တရဲ့ရှေ့မှာဘာရှိတော့ဆိုဝိပဿနာရှိတယ်သောတပတိမက်ရဲ့ရှေ့မှာဝိပဿနာရှိတယ်တဂရဂါမိမက်ရဲ့ရှေ့မှာဝိပဿနာရှိတယ်အနာဂါမိမက်ရဲ့ရှေ့မှာလည်းဝိပဿနာရှိတယ်ဝိပဿနာဆိုတဲ့လမ်းကြောင်းကမတက်ဖက်နဲ့ပဲမက်မှမပေါ်ဘူးနော်ဝိပဿနာကိုပုပ္ပပါကမက်လို့ခေါ်တယ်အဲ့ဒီပုပ္ပပါကမက်ကိုရမှာတကယ်လောကုတ္တရာမက်ကိုရတာလောကုတ္တရာမက်ကကျင့်ယူတော့ကျင့်ရတာမဟုတ်ဘူးကျင့်ရတာကဝိပဿနာမက်ပဲကျင့်ရမှာဝိပဿနာမက်ကိုကျင့်ရင်ကနေပြီးတော့လောကုတ္တရာမက်ကိုစိုက်ထိသွားတာရောက်သွားတာခီးသွားရင်ရောက်သွားသလိုပဲနော်သူကရောက်သွားတဲ့နေရာအဲ့ဒီရောက်သွားတဲ့အဆင့်ကိုပြောတာအဲ့မက်ကိုရောက်သွားတယ်မက်ရောက်ပြီဆိုမှကိလေသာဆိုတာပယ်တယ်ဝိပဿနာအခိုက်တုံးကတော့ကိလေသာတွေမပယ်ဘူးလားလို့ဆိုအခိုက်တန့်တရင်ကအနေနဲ့ကတော့ပယ်သွားတယ်သူ့အကြောင်းလေးနဲ့သူပယ်သွားတယ်မပယ်တာတော့မဟုတ်ဘူးပယ်တယ်သို့တော့အရှင်းအပြတ်ပယ်တာမဟုတ်ဘူးလျော်နေသွားတာတို့တစ်ခုစီဖယ်ရှားသွားတာတို့မက်ဆေ့ပေါ်ပြီဆိုတဲ့အခါကျတော့တပြိုင်နက်အဲ့လိုပယ်လိုက်တယ်လို့အဲ့လိုဝိပဿနာဉာဏ်နဲ့ရှုပ်တရားအကြောင်းကိုကောင်းကောင်းသိတယ်နန္တရားအကြောင်းကိုကောင်းကောင်းသိတယ်ဆိုပါစို့ဝိပဿနာဉာဏ်နဲ့ရှုရင်ကနေပြီးအရဟတမေဆိုတဲ့ message ပေါ်လိုက်ပြီအရဟတဖို့ဆိုတာပေါ်လိုက်ပြီအဲ့ဒီအသိဉာဏ်နဲ့နိဗ္ဗာန်ကိုသိတယ်နိဗ္ဗာန်ကိုမြင်တယ်သို့မဟုတ်သစ္စာလေးပါးကိုသိတယ်သစ္စာလေးပါးကိုမြင်တယ်လို့ဆိုလိုက်တာနဲ့ဘာဖြစ်လဲကာမတဝါပိဝိမုစ္စတိဘဝတဝါပိဝိမုစ္စတိအဝိဇ္ဇာတဝါပိစိတ်တံဝိမုစ္စတိစိတ်လေးဟာကာမတဝါဆိုတဲ့လောဘကလည်းလွတ်သွားတယ်ဘဝတဝါဆိုတဲ့လောဘကလည်းလစ်သွားတယ်အဝိဇ္ဇာတဝါလို့ဆိုတဲ့အဝိမောဟကလည်းလွတ်သွားတယ်ထီကြတော့မှစိတ်ရဲ့အညစ်အကြေးအလုံးကုန်သွားတာဖြစ်တယ်နော်ဒီအဆင့်ရောက်မှစိတ်ရဲ့အညစ်အကြေးအလုံးကုန်တယ်
အနှုတ်ဆိုရင်စိတ်မှာအညစ်အကြေးတွေကရှိနေတော့မယ်တန်လန့်ရှိနေုံပဲဒီရောက်ရင်တော့လုံးဝကုန်သွားပြီလို့လုံးဝကုန်သွားတယ်လွတ်သွားတယ်ဆိုတာမက်ဆေ့ဖြစ်တဲ့အခိုက်အတန့်လေးမှာလွတ်သွားလိုက်တယ်အဲ့တော့လွတ်သွားတာကိုသိလိုက်ကြလားလို့ဆိုသိတာပေါ့ဝိမု ക്ത သမေဝိမု ക്ത မိတိညာဏဟောတိလွတ်သွားပြီဆိုတဲ့အသိစိတ်ကိုမှဖြစ်တယ်အသိညာကိုမှဖြစ်တယ်နော်ဖြစ်လာတယ်အဲ့တော့မက်ကြတာမသိလိုက်ဘူးဆိုရင်တော့မက်မဟုတ်လို့ပဲမိုက်ခနဲ့ဆိုပြီးတော့အိမ်ငိုက်သွားတာကိုမက်ကြတယ်ထင်တော့အိမ်ငိုက်သွားတာမက်မှမဟုတ်တာနော်မက်ကြတယ်ဆိုတာထင်ထင်ရှားရှားမက်ဆေ့ဖြစ်ပြီးတော့ကိလေသာတွေကုန်သွားတာအဲ့ဒါကိုလွတ်သွားရင်ဝိမု ക്ത သမေစိတ်လေးကအညစ်အကြေးတွေကလွတ်မြောက်သွားပြီဆိုရင်ဝိမု ക്ത လွတ်မြောက်သွားပြီလို့ဣတိညာဏဟောတိထီလို့အတိညာဖြစ်ပါတယ်တဲ့အဲ့တော့ရတ္တမဖြစ်ရင်အဲ့ဒီအတိညာနဲ့မကဘူးဘာတွေထီအောင်သိတော့ဆိုလွတ်သွားပြီလို့သိပြီးတဲ့နောက်မှာဆက်သိတာခိနာဇာတိငါနောင်ဘဝမှာဖြစ်မဲ့ဆိုတဲ့ဇာတိတရားငါမှမရှိတော့ဘူးဆိုသိသွားတယ်ကုန်ပြီဒါနောက်ဆုံးပြီပဲနော်ဇာတိပရိသရေနေရဖို့နောက်ဘဝအတွက်တရေဆိုတာမရှိတော့ဘူးပရိသရေနေဖို့မရှိတော့ဘာကြောင့်သိတာတော့ဆိုရင်အကြောင်းတရားမရှိတော့သည့်အတွက်ကြောင့်မရှိတော့ငါဖို့နောက်ဘဝမွေးမယ်ဆိုတာမရှိတော့ဘူးလို့သိတယ်တဲ့ခိနာဇာတိဟာကုန်သွားပြီဝိတိတံဗြဟ္မစရိယံမြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်ဟာငါပြည့်စုံသွားပြီငါလုံးဝအထွတ်ထရောက်သွားပြီငါကျင့်ညင်တဲ့အကျင့်ဒီလုံးဝအောင်မြင်သွားပြီအထက်ရောက်သွားပြီလို့သူဆိုလို့တယ်ဝိတိတံဗြဟ္မစရိယံကျင့်သုံးပြီးဖြစ်သွားပြီကတံကရဏီယံရှင်တဲ့နှလုံးထဲမှာစိတ်ထဲမှာပေါ်နေတဲ့အညစ်အကြေးတွေကိုဖယ်ဖို့ကြိုးစားတဲ့အလုပ်ငန်းကြီးကပြီးသွားပြီဒါသိသွားရဟနာဖြစ်အဲ့လိုကိုသိနာပရံဣဋ္ဌတယနောက်ထပ်စိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားဖို့ဘာလုပ်เสียရှိသေးလဲဘာမှလုပ်เสียမရှိတော့ပြီးသွားပြီလေတခါတည်းနဲ့အပိသက်လုပ်လိုက်ပြီအရဟတပဲဖြစ်တာနဲ့ဒါတွေအကုန်ပြီးသွားပြီဆိုတာလည်းပဲသူကိုယ်တိုင်ကရှင်းရှင်းလင်းလင်းကြီးသိပါတယ်သူပြောတယ်နော်ရှင်းရှင်းလင်းလင်းကြီးသိပါတယ်အဲ့လိုမြတ်စွာဘုရားကဝိပဿနာကူးရကနေပြီးအရဟတဖို့ရဟန္တာဖြစ်သွားပုံကိုဒီပါဠိလေးတွေနဲ့ပဲဘုရားကဟောခဲ့တာဒါလေးနဲ့ပဲရှင်းပြတာဟောပရိသေရေဆိုတာကုန်ပြီလာမဲ့ပရိသေရေဆိုတာကုန်ပြီဗြဟ္မစရိယအကျင့်ကိုကျင့်တဲ့ဟာလည်းပဲအပြည့်တတ်ပြီကိလေသာပယ်ဖို့ကိစ္စဆိုတဲ့အလုပ်ငန်းတွေကိုလည်းအပြည့်အဝလုပ်ပြီးသွားပြီနောက်ထပ်လုပ်เสียမရှိတော့ဘူးလို့သိသွားတယ်ဆိုပြီးတော့မြတ်စွာဘုရားဏိဂုံးချုပ်ဘာပြောလိုက်တော့ပရိသတ်ထဲမှာသုံးတရိကပါရဒွါစာလို့ခေါ်တယ်ပုံနာကြီးတယောက်ပါတယ်ဟောနေတာတော့ယဟန်တွေကိုဟောတာပဲဒါပေမဲ့ဘုရားတရားကိုလာနာကြတဲ့ပုဂ္ဂိုလ်တွေထဲမှာအဲ့ပုံနာကြီးတယောက်ပါလာတယ်ဒီပြင်လူတွေလည်းပါမှာပေါ့အဲ့ဒီမှာမြတ်စွာဘုရားအပိသက်မှာဘာစကားလေးထည့်လိုက်တုံးဆိုအယံဝုစတိဘိက္ခုတိနာတောအန္တရေနတိနာနေနာဒါဟာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုအားလုံးဆေးကြောပြစ်တဲ့အနေနဲ့ဆေးကြောပြီးဖြစ်သွားပြီဒီယန္တော်ဟာစိတ်ရဲ့အညစ်အကြေးတွေအားလုံးကိုဆေးကြောပြီးသူဖြစ်သွားပြီတန့်ဆင်အောင်လုပ်ပြီးသွားပြီဒီစကားလေးထည့်မိလိုက်တာအန္တရေနတိနာနေနာအဲ့တော့ခုနပိဿတွေပါနေတဲ့သုံးတရိကပါရဒွါစာဆိုပုံနာကသူ့ရဲ့အယူဆပါတော့ဆိုကိုလှုပ်ထားတဲ့မကောင်းမှုတွေဥပမာပဲနေလှုပ်ထားတဲ့မကောင်းမှုညလှုပ်ထားတဲ့မကောင်းမှုဟိုနှစ်ကလှုပ်ထားတဲ့မကောင်းမှုအဲ့ဒီမကောင်းမှုအကုသိုလ်တွေကိုခင်းကရေနဲ့သုံးဖို့မြစ်ရည်နဲ့ဆေးကြောလိုက်လို့ရှိရင်ပျောက်တယ်ဆိုတဲ့အယူဆရှိတယ်ဒီအယူဆကြီးကနေ့ထီအောင်တော့အိန္ဒိယမှာရှိနေတော့မယ်နော်ဖះလက်ထက်ကလည်းရှိတာမဟုတ်ဘူးခုလည်းရှိနေတော့မယ်အိန္ဒိယလူတွေကအမှန်တမ်းအေးပြီဆိုတဲ့အချိန်မှာရေချိုးတာအလကားချိုးတာမဟုတ်ဘူးတနှစ်လုံးလှုပ်ထားတဲ့အကုသိုလ်တွေပျောက်ဖို့ဆိုပြီးတော့ချိုးတာ
ရေချိုးခြင်းလို့ချိုးတာမဟုတ်ဘူးပူလို့အဲ့လိုချိုးတာမဟုတ်ဘူးနော်လှုပ်ထားတဲ့အကုသိုလ်တွေပျောက်ဖို့ဆိုပြီးတော့ခင်းကမျက်ရည်ကိုချိုးကြတာသတင်းစာတွေဖတ်မယ်ဆိုရင်သိပဲတစ်နှစ်ကိုရေချိုးလာတာတွေအများကြီးပဲနေ့စဉ်လဲချိုးတဲ့နေရာတွေရှိတယ်သူတို့ကအဲ့လိုရထူးရမြတ်မှာလဲရေလာချိုးကြတာရှိတယ်အဲ့ဒီရေချိုးခြင်းရဲ့ရည်ရွယ်ချက်ကတစ်နှစ်တုံးမကောင်းတာတွေလှုပ်ထားတာရေချိုးလိုက်လို့ရှင်တန့်စင်သွားတယ်လို့ယူဆတာအဲ့တော့အဲ့ဒီယူဆရှိတဲ့ပုံနာကြီးကိုမြတ်စွာဘုရားကသိအောင်လို့အန္တရေနတိနာနေနာအတွင်းတန်ဆင်းရဲအတွက်ဒါဆေးကြောလိုက်တာပဲဆိုတော့အဲ့လိုလဲမိတ်လိုက်မြတ်စွာဘုရားတရားကိုဆုံးသက်လိုက်တဲ့အချိန်လေးမှာသူကဘာထမေးတော့ဆိုကိစ္စတိပါဏဘုံဂေါရမောဘာဟုကနတိတိနာဤတော့အရှင်ဂေါရမယောဘာဟုကဆိုတဲ့မြစ်ကိုရေချိုးသွားသလားသူမေးတဲ့ရေချိုးသွားသလားဆိုတာဒီကိလေသာတွေကိုမျောဖို့ရေသွားချိုးသလားလို့မေးတာနော်တာမန်နေစဉ်ရေချိုးတာမဟုတ်ပြောတာမဟုတ်ဘူးအဲ့ဒီဘာဟုကမြစ်ကိုရေချိုးဖို့တန်းစင်ဖို့အတွက်ရေချိုးဖို့သွားသလားလို့မေးတဲ့အခါကျတော့မြတ်စွာဘုရားသူပြန်မေးတယ်ကိဉ္ပြမနဘာဟုကယနတ္တိယဘာဟုကနတ္တိကဘာအတွက်လဲဘာအတွက်မင်းကပြောတာတော့ဆိုကိဉ္ဘာဟုကနတ္တိကရိတ္တိဘာဟုကမြစ်ကဘာလုတ်ပေးနိုင်တာတော့မြတ်စွာဘုရားကဘာဟုကမြစ်ဆိုတာဘာအတွက်လဲသူကဘာလုတ်ပေးသလဲလို့မေးလိုက်တဲ့အခါကျတော့သုံးတရိကဖာရဒေါဇပုံနာရလျှောက်တယ်လောက်ခသမ္မတာဟိဘောဂောရမဘာဟုကနတ္တိဘဟုစနတာလူထုအများစုကလူအများစုကအားတဲ့အရှင်ဂေါရမလူအများစုကဘာဟုကဆိုတဲ့မြစ်ကိုအညစ်အကြေးတွေအကုသိုလ်တွေကစင်ကြယ်စေတဲ့မြစ်ဖြစ်အလုံးကအသိမှပြုတယ်ပုံညသမ္မတာဟိဘောဂောရမဘာဟုကနတ္တိဘဟုစနတာလူအများစုကဘာဟုကနတ္တိမြေကိုရေချိုးလိုက်မယ်ဆိုရင်မကောင်းမှုအကုသိုလ်တွေတစ်နှစ်တာလုံးလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေအလုံးဟာပျောက်သွားတယ်ဆေးကြောတန့်စင်ပြလိုက်လို့ရတယ်ဘာဟုကပနနတ္တိယဘဟုနောပပကမ္မပဝဟေတိလူရပပကမ္မကတံပဝဟေတိကိုလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေကိုအဲ့မြစ်ထက်သွားပြီးတော့ဆေးကြောနေကြတယ်ဒီရှုဆချက်ကြီးကခဏထိရှိတယ်အိန္ဒိယမှာနော်ခဏထိရှိတယ်ခြေချိုးကြမကောင်းမှုအကုသိုလ်တွေအတွက်သန့်စင်မှုအတွက်ရေချိုးကြတာအဲ့ဒီအယူဆနဲ့မြတ်စွာဘုရားကိုမေးတာနော်သူတို့ပြမနာလူမျိုးတွေဟာအဲ့မှာသွားပြီးတော့ဘာဟုကမြစ်တယ်မှာရေချိုးလိုက်တာနဲ့တနေ့လုံးလှုပ်ထားတဲ့မကောင်းမှုအကုသိုလ်တွေကုန်သွားရောတော့ဟုတ်တာပဲလွယ်တာပေါ့နော်တချို့ဘာသာတွေမှာလည်းကြည်ဖရာသခင်ရှေ့မှာဒူးထောက်ပြီးတော့ confession လုပ်တာနဲ့ပဲအကုသိုလ်တွေပျောက်တယ်လို့ယုံကြတာရှိတယ်ဘုရားဘာသာမှာဒါမျိုးမရှိဘူးဘုရားဘာသာမှာဩဃတကရောကျုံနဲ့ကရောဝန်ခံလိုက်တဲ့ဆိုရင်အကုသိုလ်ပျောက်သွားတယ်လို့တကယ်ကတော့ပျောက်သွားတာအကုသိုလ်ပျောက်သွားတာမဟုတ်ဘူးအကုသိုလ်လုပ်ပြီးသားကိုမလုပ်ရသေးဘူးလို့ပြောလို့မရဘူးလုပ်ပြီးသားပဲသို့တော့လှုပ်ပြီးသားပေါ်မှာဒီစိတ်ရပူလောင်နေမှုကိုဟန်တာဖို့အတွက်ဝန်ချတောင်းပန်တာဖြစ်တယ်လှုပ်ပြီးသားကိုဖယ်ရှားတာမဟုတ်ဘူးဘုရားဘာသာတွေကကြော့တယ်ဆိုတာလှုပ်ပြီးသားကိုဖယ်ရှားတာမဟုတ်ဘူးလှုပ်ပြီးသားအတွက်စိတ်တအုံနှွေးနှွေးဖြစ်ပြီးတော့စိတ်ဆင်းရဲနေတာပျောက်အောင်လို့လုပ်တာတိုးနေမဲ့အကုသိုလ်ကနှစ်ခုရှိတယ်အာရမ္ဗသလှုပ်တွန်းကဖြစ်တဲ့အကုသိုလ်ဝိပတိတာရသလုံးပြီးတဲ့အပေါ်မှာတအုံနှွေးနှွေးစိတ်ပူနေတဲ့အကုသိုလ်အဲ့နှစ်ခုရှိတယ်အဲ့နှစ်ခုတည်းမဲ့ဝန်ချတောင်းပန်တဲ့ဆိုတာဝိပတိတာရသလုံးပြီးတဲ့အမှားပေါ်မှာတအုံနှွေးနှွေးဖြစ်နေတာပျောက်ဖို့လိုပါတယ်နော်လှုပ်ပြီးသားကိုပြောတာမဟုတ်ဘူးဘာလို့လှုပ်ပြီးသားလှုပ်ပြီးနေပြီလေရှိမှမရှိတာထိတ်ခောက်ပြီးမှတောင်းပန်လို့ထိတ်ခောက်တာခောက်ပြီးနေပြီလေ
တောင်းမနနဲ့ထိတ်ခောက်တာမခောက်ဘူးလို့ဖြစ်မှမဖြစ်ပဲနဲ့ခောက်တာပဲလေကိုလှုပ်တဲ့အလုပ်ဟာလှုပ်ပြီးသားဖြစ်နေအဲ့တော့သဘောချင်းမတူဘူးသဘာဝချင်းမတူဘူးကိုလှုပ်တဲ့အဟုသိုလ်တွေကိုဖရာသခင်တံမှာတူးထောက်ပြီးတော့ compassion လုပ်လိုက်ရင်ဒီအကုသိုလ်တွေကလွတ်သွားတယ်ဖရာသခင်ကပဲကိုယ်စားခံမလို့မဟုတ်ဘူးအဲ့ဒါတော့နော်ခံမမဟုတ်ဘူးခံလို့လည်းမရဘူးအဲ့တော့ဘုရားဘာသာရဲ့ဟောပြောချက်နဲ့တခြားဘာသာဟောပြောချက်တွေဟာကွဲပြားခြားနားမှုရှိတယ်ဆိုတော့သိတယ်အဲ့တော့မြတ်စွာဘုရားကိုအဲ့ဒီဘာဟုကမြင့်သွားသလားကိလေသာတွေတန်ဆင်းဖို့အတွက်အဲ့ဒီမှာရေချိုးသလားသူမေးချင်တာအများကတော့ယုံကြည်ချက်နဲ့အဲ့ဒီမှာရေချိုးတန်ဆင်းကြတယ်ဆိုတော့မြတ်စွာဘုရားကဂါထာနဲ့တုံ့ပြန်ပြီးတော့ပြောတယ်ဂါထာဆိုတာကြပြပဲ verse လို့ခေါ်တယ်စကားပြန်နဲ့မဟုတ်ပဲနဲ့ချစ်လက်တဲ့စကားလုံးလေးတွေနဲ့ပြန်ပြီးတော့ဘလို့တုံ့ပြန်တော့ဆိုဘာဟုကံအဓိကကင်္စာခယံသုံးတရိကံမဟိတရတတိပယကင်္စာအထောဘာဟုကနတိမြတ်စွာဘုရားဆိုလိုတာကလူတွေဟာတဲ့တန်းစင်ဖို့အတွက်တဏိတာလှုပ်ထားတဲ့အကုသိုလ်တွေတန်းစင်ဖို့အတွက်တချို့ကဘာဟုကမြစ်ကိုသွားကြတယ်တချို့ကအဓိကကဆိုတဲ့စိတ်ကံကိုသွားကြတယ်တချို့ကခရမြစ်ကိုသွားကြတယ်တချို့ကသုံးတရိကဆိုမြစ်ကိုသွားကြတယ်တချို့ကမဟိမြစ်ကိုသွားကြတယ်တချို့ကတရတတိမြစ်ကိုသွားတယ်တရတတိဆိုဗမာပြည်ကသူရတတိလို့ခေါ်တဲ့ဟာမြစ်ရဲ့နာမည်ပဲဗမာတွေကတော့အဲ့ဒါလဲကိုးဝယ်လိုက်တာပဲတရတတိမေတော်ကြီးဆိုပြီးတော့ကိုးဝယ်ထားတာနော်မြစ်ကိုကိုးစားပြုပြီးခေါ်တာတယ်အဲ့ဒါလဲလူတွေရဲ့ယုံကြည်ချက်နဲ့သွားတဲ့နေရာတစ်ခုပယာခဆိုတဲ့မြစ်ကိုသွားတယ်ဘာဟုမတိဆိုတဲ့မြစ်ကိုသွားတယ်ဘာလို့သွားကြတာတော့လို့ဆိုနေသံပိပါလောပက္ခန္တောကန္နကမ္မောနသုစတိအမြဲတမ်းသွားပြီးတော့ရေချိုးကြတယ်ရေချိုးတာခန္ဓာကိုယ်ကညစ်ပတ်နေလို့မဟုတ်ဘူးမကောင်းမှုအဟုသူတွေလှုပ်ထားလို့ရှင်အဲ့ဒီမကောင်းမှုအဟုသူတွေကလွတ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့အဲ့ဒီမြစ်တွေသွားရေချိုးနေကြတယ်တဲ့မြတ်စွာဘုရားကပြောလိုက်တော့ဆိုနေသံပိပါလောပက္ခန္တောမသိနားမလဲတဲ့လူတယောက်ဟာအဲ့ဒီမြစ်ကိုနေတိုင်းသွားဘယ်လိုပဲနေတိုင်းသွားကန္နကမ္မောနသုစတိသူလှုပ်ထားတဲ့အညစ်အကြေးတွေကဘယ်တော့မှမပြောင်းဘူးတဲ့မကောင်းမှုလှုပ်ထားတာဘယ်တော့မှမပြောင်းဘူးတဲ့မြေမင်းချိုးကျင်တော့ချိုးမင်းလှုပ်ထားတဲ့အကုသိုလ်ကရှိနေမှာပဲရေချိုးရုံနဲ့တော့မလွတ်ဘူးလို့ဆိုလို့တယ်ရေချိုးလို့လွတ်မယ်ဆိုရင်မြစ်ထဲကငါးတွေကအမြဲချိုးနေတာပဲလေမိချောင်းတွေပါတယ်လေအမြဲချိုးနေကြတာပဲအဲ့ဒီမြေကဒီလောက်တတ္တိကောင်းတယ်ဆိုလို့ရှိရင်အလုံးအမြစ်ထဲကတရားဝတွေကပို့လွတ်ဖို့ရှိတာပေါ့အဲ့တော့တစ်ခါမှလာချိုးတဲ့လူကဘာလို့လွတ်ရမှာလဲအဲ့တော့မြတ်စွာဘုရားနေသံပိပါလောပက္ခန္တောအမြဲတမ်းသွားပြီးဒီမြစ်ကိုပဲပြေးပြီးရေချိုးနေတာမင်းရဲ့ညစ်နွမ်းနဲ့မကောင်းမှုအဟုသို့လှုပ်ထားတာတွေကဘယ်တော့မှမပြောက်ဘူးတဲ့အဲ့မြေချိုးနေတော့မပြောက်ဘူးတဲ့ဆိုပြီးတော့ကိန်းသုံးတရိကကရိတတိသုံးတရိကမြစ်ကဘာတတ်နိုင်မှာလဲတဲ့ကိန်းပယကကိန်းဘာဟုကနတိပယကမြစ်ကရောဘာတတ်နိုင်မှာလဲလှုပ်ထားတဲ့အကုသိုလ်တွေကဘာတတ်နိုင်မှာလဲတဲ့သူကဘာဟုကမြစ်ကလည်းဘာတတ်နိုင်မှာလဲဘယ်လိုပုဂ္ဂိုလ်မျိုးမတတ်နိုင်တာဝေရိကတကိဗိတနရမကောင်းမှုအကုသိုလ်တွေငါးပါးသီလကိုချိုးဖောက်ပြီးတော့သူများတဲ့တတ်တဲ့သူများဥစ္စာခိုးတယ်သူတို့ကတာမယပြစ်မှားတယ်လိန်ပြောတယ်အယက်သေးစားတောက်စားတယ်အဲ့ဒီကောင်ကသူရလာတဲ့မကောင်းမှုအကုသိုလ်တွေကိုအဲ့ဒီမြစ်ပြီးသွားချိုးရုံနဲ့ဘာလုပ်နိုင်မှာတော့ရေချိုးရုံနဲ့မရဘူးတဲ့နာဟိနံသောရိပပကမိနံရုံရတဲ့အလုပ်ကိုလုပ်ပြီးတော့မြစ်ရည်နဲ့သွားတန်းစင်လို့ဘယ်တော့မှမပြောက်ဘူးတဲ့မြတ်စွာဘုရားမပြောက်နိုင်ဘူးတဲ့ဒါသုဒ္ဓတဝေတရာပက္ခုဖက်ခုသုဒ္ဓသူပောသထောတရာသူတို့ကတပေါင်းလာပြီလို့ခေါ်တယ်ဖက်ခုနိနက္ခနဲ့ရှင်တဲ့အချိန်တပေါင်းလာပို့ပြီးတော့စွန့်ထက်တယ်
ဖက်ကုဏီနက္ခလာနဲ့ကောင်းငင်မှာဖက်ကုဏီနက္ခလာနဲ့ပြိုင်တူရှင်ပြီးတော့ပေါ်လာတဲ့အချိန်မှာရေချိုးလို့ရှိရင်တစ်နှစ်လုံးလုံးလာတဲ့အကုသိုလ်တွေကုန်တယ်လို့ပြောတာအဲ့ဒီရက်ကိုစောင့်ပြီးချိုးကြတယ်နေတူနေမြတ်ဖြစ်အဲ့ဒါကိုမြတ်စွာဘုရားဟောသုဒ္ဓတဝေတရာဖက်ခုတယ်အေးမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးကိုချင်းသီလနဲ့ကောင်းမွန်နေတဲ့စိတ်ဓာတ်ဖြူစင်အောင်ထားတဲ့ပုဂ္ဂိုလ်တွေဖို့တယ်ဖက်ကုဏီနက္ခဆိုတာနေတိုင်းရှိတယ်တပေါင်းလာပြီးနေမှရမှာမဟုတ်ဘူးတဲ့ကိုယ်စိတ်ထဲမှာမကောင်းမှုအကုသိုလ်မလုပ်ရင်ဖက်ကုဏီနက္ခကနေတိုင်းရှိနေမှာသုဒ္ဓတုဘောတတော်တတာနေတိုင်းပဲစင်ကြယ်တဲ့ဥပုပ်နေဖြစ်နေမှာပဲသုဒ္ဓတသုစိကမ္မတတရာတံပစ္စတိဝတ္တကိုယ်ကိုယ်တိုင်ကအကျင့်ကောင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့အကျင့်တွေဟာအမြဲတမ်းကောင်းမွန်ပြည့်စုံနေမှာသာဖြစ်တယ်။ဒါကြောင့်ဝို့ဆိုပြီးတော့ဏိဂုံးချုပ်ပြီးမြတ်စွာဘုရားဗာပြောတော့ဣတိဝတိနာဟိပြမနာသဗ္ဗဖုတေတုကရောဟိခေမတံနိလနှစ်ခုပေးလိုက်တယ်။အေးမင်းအဲ့ဒါတွေယုံကြည်ပြီးတော့မြစ်ထဲသွားပြီးတော့ရေချိုးနေုံနဲ့မင်းရဲ့မကောင်းမှုအကုသိုလ်တွေပြောင်းမှာမဟုတ်ဘူးတဲ့။မင်းမကောင်းမှုအကုသိုလ်ပြောင်းချင်လို့ရှိရင်ဣတိဝတိနာဟိပြမနာငါဟောထားတဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့တန့်စင်တဲ့ရည်နဲ့ပဲလုပ်ပါလို့ပြောတာနော်ဣတိဝဒီသာသနာကနီးလန်းပြထားတဲ့အခုငါဟောခဲ့တဲ့ဝိပဿနာကျင့်စဉ်နဲ့သာလည်းမင်းတန့်စင်လို့ရမယ်ခြေချိုးရုံနဲ့မရဘူးဝိပဿနာကျင့်ပြီးတန့်စင်အောင်လုပ်ပါသဗ္ဗပုတေတုကရောဟိခေမတံမင်းစိတ်တရားတွေကိုဒုက္ခပေးဖို့မစင်စားနဲ့တရားတွေအားလုံးပေါ်မှာမေတ္တာထားအဲ့ဒီနီးနဲ့တန့်စင်လို့ရတယ်ဆိုပြီးမြတ်စွာဘုရားဟောတယ်ပြီးတော့သစေမုတာနပနတိမင်းဘယ်တော့မှလိမ်မပြောဘူးသစေပန္နနာဟိန္ဒတိသူတော်ဘာကိုမညှင်းဆဲဘူးမတတ်ဖြတ်ဘူးတရားတွေကိုမညှင်းဆဲဘူးမတတ်ဖြတ်ဘူးသစေအတေနနာတိယတိသူများမပေးတဲ့ပစ္စည်းကိုမတရားမယူဘူးတတ္တဟာနောအမစ္စရိယရဏသုံးပါးရဲ့ခုံကိုယုံကြည်တယ်အနှမျောမဖက်ဘူးနော်ရရောတဲ့စိတ်ဓာတ်ရှိတယ်အဲ့ဒါတွေဒီလိုကိုချင်းတရားတွေကောင်းနေမဲ့ဆိုရင်ကိဉ္ကာဟတိခယံကတဝါတယ်မင်းခရမြစ်ကြီးသွားပြီးတော့ဘာလုပ်เสียလို့လဲခရမြစ်ထဲရေသွားချို့ဘာလုပ်เสียလို့လဲဥဒ္ဓပန္နောပိတေကယံနဲ့မင်းအိမ်ဘေးမှာရှိတဲ့ရေတွင်နဲ့ဒီကရနဲ့အတူတူပါပဲရှေးဆိုတာဘယ်နာချိုးချိုးရေအတူတူပဲကိုယ်ရင်ရှိတဲ့ပိုက်ကနေဖွင့်ချိုးလဲဒါပဲတွင်းသွားချိုးလဲဒါပဲမြစ်ထဲသွားချိုးလဲဒါပဲရေဟာရေပဲနော်ခန္ဓာကိုယ်မှာရှိတဲ့အညစ်အကြေးတို့ဘာလို့ဆင်မှာပေါ့မင်းရင်ထဲကကိလေသာကတော့ဒီစိတ်ရဲ့အညစ်အကြေးကတော့မစင်ကြနိုင်ဘူးလို့မြတ်စွာဘုရားကတိတိလင်းလင်းရှင်းပြလိုက်တဲ့အခါမှာအဲ့ဒီသုံးတရိကပါရဒရဇဆိုပုံနာကြီးသဘောကျသွားပြီးတော့ဘုရားဘာသာဖြစ်ကူးပြောင်းတယ်ကူးပြောင်းရုံနဲ့မကဘူးမြတ်စွာဘုရားကိုခွင့်တောင်းပြီးတော့ယဟန်ဖြစ်ခံယူလိုက်ပြီးတရားဓမ္မကျင့်ကြံကြုတ်ကအထုတ်တာသူကယဟန်ဖြစ်သွားတယ်နော်သူ့အတွက်အများကြီးကျိုးရှိသွားတယ်ဒါကဒီဝဋ္ဌတုတ်ရဲ့ဏိဂုံးချုပ်ပဲဖြစ်တယ်ပေါ့ဝဋ္ဌတုတ်မှာအခုလိုသုံးတရိကပါရဒရဇဆိုတဲ့ပုံနာကြီးနဲ့ပုံနာကြီးကိုဟောပြောတဲ့တရားနဲ့မြတ်စွာဘုရားအဆုံးသတ်လိုက်တယ်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားကလည်းစိတ်ရဲ့အညစ်အကြေးတွေကိုဆေးလျော်ဒီကိုပေးတာဖြစ်တယ်အိန္ဒိယနိုင်ငံတနိုင်ငံလုံးမှာလူပေါင်းများစွာဟာခဏထီအောင်ဒီအစွဲလန်းကြီးရှိနေတော့မယ်ဗမာပြည်မှာတော့ဒီအစွဲလန်းမရှိဘူးအိန္ဒိယနိုင်ငံမှာမကောင်းမှုအကုသိုလ်တွေကိုမြေရည်နဲ့ဆေးချောလိုက်လို့ရှိရင်ဒီနေ့ဒီရက်မှာရေထဲမှာချိုးလိုက်ရလို့ရှိရင်မကောင်းမှုအကုသိုလ်တွေပပျောက်တယ်လို့ယုံကြည်ယူဆပြီးတော့လုပ်နေကြတော့မှရှိတယ်မြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မတွေသူတို့မေ့သွားကြပြီမေ့သွားကြတော့လှုပ်တဲ့လူတွေဆက်လှုပ်နေတယ်ယုံကြည်တဲ့လူတွေအဆွဲလန်းနေတယ်ခဏထိလှုပ်တုံးမယ်တခြားနိလန်းတွေဟာရှင်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားနိုင်တဲ့ဤဟာမြတ်စွာဘုရားဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားဤမှတပါတခြားဤမရှိမှတပါအခြားမရှိဒီတိုင်းပဲမှတ်သားပြီးမြတ်စွာဘုရားဟောကြားတဲ့ကျင့်စဉ်တိုင်းသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်သီလသမာဓိပညာကျင့်စဉ်အဖြစ်သာလဲကိုယ်တွင်းမှာရှိတဲ့အညစ်အကြေးတွေကိုဆေးကြောသန့်စင်နိုင်တယ်လို့ဆုံးဖြတ်ချက်ချပြီးတော့မြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း